ဇလန်းဆမှာတော့ကောင်မလေးကသူမရဲ့စာမေးပွဲအောင်စင်းလေးကိုကင်ပြီးစောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုကိုရောက်လာပါတယ်အဲ့ဒီမှာသူ့ဖေကဘီလက်မြေအိတ်ကိုထမ်းပြီးအလုပ်လုပ်နေတာကိုတွေ့လိုက်ရတယ်အဖေဖြစ်သူကသူ့သမီးကိုမြင်တော့တမင်ဒီကိုဘာလို့ရောက်လာတာလဲဒီနေရာကညစ်ပတ်ပြီးအနေရများတယ်သမီးလာရမယ့်နေရာမဟုတ်ဘူးအိမ်ပြန်ပြီးစားသွားဖက်ချေလို့လမ်းပြောလိုက်တယ်ကောင်မလေးကလည်းအဖေစာမေးပွဲအောင်စင်းထွက်ပြီးဆိုပြီးအောင်စင်းကိုကမ်းပေးလိုက်ပါတယ်အဖေကဘလို့လဲအောင်လားလို့မေးတော့ကောင်မလေးကသမီးတစ်ချောင်းလုံးမှာပထမရတဲ့ဖေလို့ဝမ်းသာအားရပြန်ဖြေလိုက်တယ်အဲ့ဒီအချိန်မှာပဲအပေါ်ကနေတံပိုက်လုံးကြီးတွေပြုတ်ကျလာပါတယ်အဖေဖြစ်သူကရှောင်းလို့អော်ပြီးသမီးဖြစ်သူကိုအမြန်နှုံးဖယ်လိုက်တယ်ဒါပေမဲ့တံပိုက်လုံးကြီးကအဖေဖြစ်သူရဲ့ခြေထောက်ကိုတွားထိသွားလို့ငါခြေထောက်လို့អော်ပြီးလဲကျသွားပါတော့တယ်ကောင်မလေးကပြတလဲနဲ့အဖေမလုံနဲ့နော်မလုံနဲ့အယိုးတွေထက်လွဲသွားလိမ့်မယ်လို့ပြောနေတော့မှာပဲကန်ထရိုက်တာကြီးရောက်လာပြီးဟေးကောင်မင်းမျက်လုံးမပါဘူးလားအလုပ်လုပ်တာအပေါ်ကိုမကြည့်ဘူးလားမင်းကဘာလို့အောက်မှာသွားနေတာလဲအခုတော့ဒီပိုက်လုံးတွေအကုန်ပြက်စီးသွားပြီးမင်းလျော်နိုင်လားလို့အော်ဟစ်ဆဲဆိုပါတော့တယ်အဖေဖြစ်သူကလည်းတောင်းပန်တဲ့အနေနဲ့တောင်းပန်ပါတယ်သူသေးတောင်းပန်ပါတယ်ကျွန်တော်ကိုယ်တိုင်မကြည့်မိတာပါအလုပ်ခွင်နဲ့မဆိုင်ပါဘူးကျွန်တော်2ရက်လောက်နားလိုက်ရင်ပြန်ကောင်းသွားမှာပါကျွန်တော်ကိုတော့အလုံးမဖြုတ်ပါနဲ့လို့တနာစရာကောင်းအောင်ပြောရှာတယ်အဲ့ဒီအချိန်မှာကောင်မလေးကကန်ထရိုက်တာကြီးကိုမခံချင်စိတ်နဲ့ပြန်ပြောလိုက်တယ်ပထမချက်ဒီဂရင်းကျိုးတွေကတန်ချစ်တက်နေပြီးအစ်စ်လည်းမထားဘူးဒုတိယချက်အလုပ်လုပ်တဲ့နေရာအောက်မှာဘာအနေနဲ့ကင်းရှင်းရဲ့အစီအမံမှမလုပ်ထားဘူးဒါကြောင့်ဒီကိစ္စကအလုပ်ခွင်ရဲ့တာဝန်ပဲစေဖို့800ချက်ချင်းပေးတပြားမှမလျှော့ဘူးအခုချက်ချင်းသက်ဆိုင်ရာကိုသွားတိုင်လိုက်မယ်လို့ပြက်သားသားပြောချလိုက်ပါတယ်ကန်ထရိုက်တာကြီးကလောင်ရဲလိုက်ပြီးဟဲ့မင်းကဘယ်ကောင်မလေးမို့လို့ငါ့ကိုလာပြီးဥပဒေလာပြနေတာလဲဒီသားဖက်2ယောက်လုံးကိုအလုပ်ထဲကနင်းထုတ်လိုက်ငါလုပ်တွေကိုနှောင့်နှေးအောင်လုပ်တဲ့အတွက်မင်းတို့ကိုအလုပ်မပေးဘူးလို့ရည်တဲ့နဲ့ချင်းချောက်လိုက်တယ်ကောင်မလေးကဘေးနားကအုတ်ခဲတစ်လုံးကိုကောက်ကင်လိုက်ပြီးကျမကသူ့ရဲ့သမီးပဲရှင်တို့သူ့ကိုထိရရင်ထိကြည့်လေရှင်တို့ဒီနေ့ကျမတို့ကိုနင်းထုတ်လိုက်ရင်မနှက်ဖြန်သက်ဆိုင်ရာကလာပြီးရှင်တို့ရဲ့အလုပ်ခွင်ကိုပိတ်ပစ်လိုက်မယ်လို့ပြန်လဲတုတ်ပြန်လိုက်ပါတယ်ကန်ထရိုက်တာကြီးကမင်းကငါ့ကိုချင်းချောက်တာလားမင်းတိုင်ရင်တိုင်ကြည့်လေမင်းဖေကိုအခုချက်ချင်းနင်းထုတ်လိုက်ဒီလားအတွက်သူ့လောက်အားကတပြားမှမရစေရဘူးလို့ဒေါသတကြီးအော်ပြောလိုက်တယ်အဖေဖြစ်သူကသူသေးသူကကလေးမို့လို့ရှောက်ပြောနေတာပါဒီပိုက်ဆံတွေကျွန်တော်တို့မယူပါဘူးကျွန်တော်ကိုတော့အလုံးမဖြုတ်ပါနဲ့လို့ထက်ပြီးတောင်းပန်ပြန်တယ်ကောင်မလေးကအဖေသူကပိုက်ဆံပေးမှာမဟုတ်ဘူးအဖေကိုဆေးရုံသွားပြဖို့တောင်ပိုက်ဆံမရှိဘူးအဖေခြေတော့ဖျက်ရမယ်ဆိုရင်တောင်သူကအဖေကိုနင်းထုတ်မှာပဲလို့ပြောလိုက်တယ်ကန်ထရိုက်တာကြီးကပိုက်ဆံတချို့ကိုထုတ်ပြီးယော့ဒီမှာပိုက်ဆံယူပြီးဒီဒုက္ခိတာဖိုးကြီးကိုခေါ်သွားတော့နောက်ဆိုဒီမျိုးကဘယ်လောက်ခွင်မှသူ့ကိုအလုံးမပေးရစေရဘူးလို့ပြောဆိုနဲ့ပိုက်ဆံတွေကိုမြေကြီးပေါ်ပစ်ချလိုက်ပါတယ်အဖေဖြစ်သူကသမီးဖြစ်သူကိုငိုပြီးပြောရှာတယ်မင်းငါတို့မိသားစုကိုဒုက္ခရောက်အောင်လုပ်နေတာလားငါအလုံးမလုပ်ရင်မင်းဘယ်လိုစားတင်မလဲဆံဘယ်လိုဝယ်စားမလဲသွားမင်းသူသေးကိုသွားတောင်းပန်လိုက်မင်းတက္ကသိုလ်တက်ရမယ်ဆိုရင်ငါခြေထောက်နှစ်ဖက်လုံးဖြတ်ရမယ်ဆိုရင်တော့ငါခြေနဲ့တဲ့ကောင်မလေးကမြေကြီးပေါ်ကျနေတဲ့ပိုက်ဆံတွေကိုကောက်ယူလိုက်ပြီးသူ့ရဲ့စာမေးပွဲအောင်စရင်ကိုဆုတ်ဖြဲပစ်လိုက်ပါတယ်အဖေဖြစ်သူကမင်းယူနေလားမင်းအောင်စရင်ကိုဘာလို့ဆုတ်ဖြဲလိုက်တာလဲလို့အလန့်တကြားအော်ပြောလိုက်တယ်ကောင်မလေးကသမီးเจ้าမတက်တော့ဘူးဒီနေ့ကစားပြီးเจ้าထွက်မယ်လို့ခက်ပြက်ပြောလိုက်တယ်အဖေဖြစ်သူကကောင်မလေးကိုရိုက်ဖို့ရွယ်လိုက်ပြီးမင်းအခုငါ့ကိုတက်နေတာပဲငါတို့မိသားစုတော့တကယ်ဒုက္ခရောက်ပြီလို့ယူကျုံမရပြောလိုက်တယ်ကောင်မလေးကမျက်ရည်တွေနဲ့ပြန်ရှင်းပြပါတယ်အဖေအလုပ်ကျန်းလုပ်လာတာ9နှစ်ရှိပြီနေတိုင်းဟင်းရပြုတ်နဲ့ထမင်းကျန်းပဲစားရတယ်အိမ်မှာစုဆောင်းငွေ900တောင်မရှိဘူးအဖေဒီလုံးမှာအသေးခံပြီးလုံနေရင်တောင်သမီးတက္ကသိုလ်တက်ဖို့မလောက်ဘူးဒီနေ့ကစားပြီးသမီးเจ้าမတက်တော့ဘူးပိုက်ဆံရှာမယ်အခုအဖေလုပ်ရမှာကဆေးရုံသွားပြီးခြေထောက်ကိုကူးဖို့ပဲလားသမီးကုန်းဖို့မယ်အဖေခြေထောက်ဖျက်ရမယ်ဆိုရင်နောက်ဆိုမတက်ရက်ပြီးစကားပြောခွင့်တောင်ရတော့မှာမဟုတ်ဘူးလို့ပြောပြီးအဖေဖြစ်သူကိုကုန်းဖို့လိုက်ပါတယ်ပြီးတော့ကန်ထရိုက်တာကြီးဘက်ကိုလှည့်ကြည့်ပြီးဒီ800ကအစာပိုင်းကုသစရိတ်ပဲနောက်ပိုင်းကိုအင်းကချို့ရင်းသွားရင်စေးစာနဲ့ရော်ကြေးတောင်းဖို့ထက်လာခဲ့မယ်ရှင်ထွက်ပြေးကြည့်လေလို့ပြောပြီးအဖေဖြစ်သူကိုကုန်းဖို့ကထွက်သွားပါတော့တယ်အိမ်ရောက်တော့အဖေဖြစ်သူကကုတင်ပေါ်မှာလဲနေရင်သမီးအိုးထဲမှာကန်ဆုံးပြုတ်ကြံသေးတယ်သမီးအရင်စားလိုက်လို့ဂယူးတစိုက်ပြောရှာတယ်ကောင်မလေးကသမီးမစားသေးဘူးအဖေပြင်ခဏသွားလိုက်ဦးမယ်လို့ပြန်ပြောတယ်အဖေဖြစ်သူကဘာသွားမလို့လဲမိုးတောင်ချုပ်တော့မယ်လို့စိုးရိမ်တကြီးမေးလိုက်တယ်ကောင်မလေးကအလုတ်သွားရှာမလို့အိမ်မှာဆံဝယ်ဖို့ပိုက်ဆံမရှိတော့ဘူးလေလို့ပြန်ဖြေတယ်အဖေကမင်းလိုမိန်းကလေးကဘယ်မှာသွားလို့ရှာမလဲပြန်လာခဲ့အပြင်မှာလူတွေကရုံမာတယ်မင်းပါတီးလို့လည်းပြန်လာခဲ့လို့အော်ပြောပေမဲ့ကောင်မလေးကတော့နောက်လည်းမကြည့်ပဲထွက်သွားပါတယ်အုပ်ဖုတ်တဲ့နေရာတစ်ခုကိုရောက်တော့ကောင်မလေးကသူ့သေးကိုသွားမေးတယ်သူ့သေးအုပ်တယ်ဖို့လူလိုသေးလားရှင်ကျမလုံးနိုင်ပါတယ်သူ့သေးကသွားဒီအလုတ်ကအားသုံးရတဲ့အလုတ်ယောက်ျားတွေလောက်တာမင်းလိုပိန်ပါမင်းကလေးကဘာလုံးနိုင်မှာလဲဒီမှာလာမရှုံးနဲ့လို့ငေါ့လို့လိုက်တယ်ကောင်မလေးကအုပ်ခဲတွေကိုဝင်တယ်ဖို့လောက်တော့သူ့သေးကတော်ပြီးထော်ပြီးမလုံးနဲ့တော့မင်းကိုအုပ်ဖိမိပြီးတခုခုဖြစ်သွားရင်ငါဆေးဖို့ပေးနေရဦးမယ်မြင်မြန်သွားဆိုပြီးနင်းလွတ်လိုက်ပြန်ပါတယ်အဲ့ဒီနောက်စားတောက်ဆိုင်တစ်ဆိုင်ကိုရောက်သွားပြီးပန်းကန်ဆေးဖို့လူလိုသေးလားရှင်ကျမအသက်19နှစ်ရှိပါပြီလောအားကကိုတခြားလူတွေရဲ့တဝက်ပဲယူပါမယ်လို့တောင်းပန်မေးရှာတဲ့ဆိုင်ရှင်မျိုးသမီးကြီးကတဝက်လည်းမလိုချင်ဘူးမင်း2ရက်လောက်လုပ်ပြီးနားဆိုင်မှာလဲကျသွားရင်ဘသူတာဝန်လဲသွားငါအလုပ်ကိုလာမနောက်ရှက်နဲ့လို့ပြောပြီးထက်နဲ့လွတ်လိုက်ပါတယ်ကောင်မလေးလည်းစိတ်ပြက်လက်ပြက်နဲ့ဆိုင်ထဲကနေထွက်လာခဲ့ရပါတော့ဒဲလန်းပေါ်မှာရှောက်သွားနေတော့ဆက်ပြီးစီးလာတဲ့ကောင်လေးတစ်ယောက်ကသူမနားကိုရောက်လာပါတယ်အဲ့ဒီကောင်လေးကတော့မနေ့ကလုပ်ငန်းခွင်ကကန်ထရိုက်တာကြီးရဲ့သူဖြစ်ပြီးနမီကဝန်ချမ်းယူလို့ခေါ်ပါတယ်သူကကောင်မလေးကိုလောင်ပြောင်တဲ့လေတံနဲ့ဟဲ့ဒါငါတို့เจ้าကပထမဆုရှင်လေးမဟုတ်လားဘာဖြစ်လို့လဲဒီနေ့ဆောက်လုပ်ရေးလုပ်ငန်းခွင်ကိုသွားပြီးငါဦးလေးကိုဥပဒေအကြောင်းသွားမပြောတော့ဘူးလားလို့လန့်ဆက်လိုက်တယ်အဲ့ဒီနောက်သူကဆက်ပြီးမ
မနေ့ကလုပ်ငန်းခွင်မှာမင်းတော်တော်လေးတောင်းကျမ်းခဲ့တယ်လို့ကြားတယ်ငါဦးလေးစီကနေပိုက်ဆံတောင်းပြီးလူပုံလဲမှာကြောင်းထွက်လိုက်တယ်ဆိုပါလဲအခုနောင်တရနေပြီလားထမင်းစားစရာနေရာတော့မရှိတော့ဘူးမလားလို့ထပ်ပြီးဖဲလိုက်ပြန်ပါတယ်ကောင်မလေးကတော့သူ့ကိုမျက်မုံးကျိုးနေတဲ့အတွက်ဖဲလိုက်စမ်းလို့ခက်ပြက်ပြက်ပဲပြန်ပြောလိုက်တယ်ဒါကိုကောင်လေးကမကျေနပ်ပဲမင်းကဘာတွေမောက်မာနေတာလဲမင်းအခုလမ်းဘေးမှာအမိုက်ကောက်ဖို့ပဲတက်နိုင်တော့တာငါဦးလေးကအမိန့်ပေးထားပြီးဒီတစ်မျိုးလုံးကပါစက်ယုံကမင်းဖေကိုအလောက်ခန့်ရင်မလဲသူ့ကိုအလောက်ခန့်တာကငါဦးလေးကိုရန်စတာပဲလို့ရင်းရင်တီးတီးပြောချလိုက်ပါတယ်ကောင်မလေးကလည်းဒေါသရကြီးနဲ့ပြန်ဩပါတယ်နေဦးလေးကငါတို့မိသားစုရဲ့လောက်အားကကိုဖျက်ထားတာသူ့ရဲ့စီကံမဲ့လောက်ရဲ့ကြောင့်ငါဖေပြုတ်ကြပြီးခြေထောက်ကျိုးခဲ့ရတာအခုနင်းစည်းနေတဲ့ဆက်ပြီးနေဝင်နေရဲ့အင်ဂျီတွေကအဲ့ဒီမတရားရထားတဲ့ပိုက်ဆံတွေနဲ့လဲထားတာကြီးပဲနင်းကများဒီနေရာမှာသူများတွေကိုလောင်ပြောင်ရဲသေးတယ်နော်ကောင်လေးကမင်းဒီနေရာမှာလာပြီးရှောက်မပြောနဲ့လို့ပြောလိုက်တဲ့အချိန်မှာပဲကောင်မလေးကဒေါသနဲ့သူ့ဆက်ပြီးကိုခြေထောက်နဲ့အားကုန်ကန်ချလိုက်ပါတယ်ဆက်ပြီးလန်ကျသွားတာကြောင့်ကောင်လေးလည်းရှင်းပွက်အိုင်ထဲကိုပြုတ်ကျသွားပါတော့တယ်ကောင်လေးကရှင်းတွေပေးချန်နေတဲ့မျက်နှာနဲ့မင်းငါကိုကန်ရဲတယ်ပေါ့မင်းမထားလိုက်လင်းရှောင်နှန်းမင်းမထားမင်းတို့မိသားစုဒီမျိုးမှာဆက်ပြီးအသက်ရှင်နိုင်ရင်ငါနာမီဝန်ချမ်းရွေကိုပြောင်းပြန်ရေးပြမယ်လို့အော်ဟစ်ချင်းချောက်သွားပါတယ်ညနေဆောင်ချိန်ရောက်တဲ့အခါကောင်မလေးဟာနောက်ဖေးလန်းကြားတစ်ခုတည်းကိုရောက်သွားပြီးဝက်ကလီစာတွေထည့်ထားတဲ့ပုံတွေကိုငေးကြည့်နေပါတယ်အဲ့ဒီချိန်မှာအလုသမားကြီးတစ်ယောက်ထွက်လာပြီးဘာလို့မလို့လဲတောင်းစားခြင်းရင်အရှိပေါက်ကိုသွားဒီနောက်မှာကနန်းစောနေတာပဲလို့နင်းထုတ်လိုက်တယ်ကောင်မလေးကဒီဝက်ဦးတွေကိုဘလို့လုတ်ပစ်ကြလဲဦးလေးလို့လက်မေးလိုက်တယ်အလုသမားကြီးကမင်းမမြင်ဘူးလားအမိုက်လိုလွင့်ပစ်တာလေဒီလောက်နန်းစောနေတဲ့အရာကိုဘသူကလိုချင်မှလဲလို့ပြန်ဖြေတယ်ကောင်မလေးကအခွင့်အရေးကိုလက်မလွတ်ပဲဦးလေးတို့နေတိုင်းအပြင်ကိုတွန်းထုတ်ပြီးပြရတာအချိန်ကုန်နေမလားနောက်ဆိုရင်ဒီဝက်ဦးတွေအကုန်လုံးကျမကိုပေးပါကျမနေတိုင်းလာရှင်းလင်းပေးပါမယ်လို့ပြောလိုက်ပါတယ်အလုသမားကြီးကအန်တာသွားပြီးဘာမင်းလိုကောင်မလေးကဥနောက်များမကောင်းတာလားဒီလောက်နေနေတာကိုမင်းကဘာလို့မလို့လဲအိမ်ယူသွားပြီးစားမလို့လားတကယ်ပြောနေတာလားလို့မေးလိုက်တယ်ကောင်မလေးကဝက်ဦးတွေကိုအိတ်ထဲကောက်ထည့်ရင်မနေ့ပြန်ကျမထက်လာခဲ့မယ်အဲ့ဒီအခါကျရင်တွန်းလဲပါယူလာခဲ့မယ်ဦးလေးတို့မြောင်းငဲကိုပင်ပန်းခံပြီးသွားတုံစရာမလိုတော့ဘူးလေလို့ပြောပြီးထွက်လာခဲ့ပါတယ်အဲ့ဒီနောက်ကောင်မလေးကနန်းစော်နေတဲ့ဝက်ဦးအိတ်ကြီးနဲ့အိတ်ကိုထမ်းပြီးသူမတို့နေတဲ့ခြံဝင်းထဲကိုဝင်လာပါတယ်အိမ်နီးနားချင်းအတော်ကြီးတယောက်ကအနံ့ကြောင့်နှာခေါင်းကိုပိတ်ပြီးထွက်လာပါတယ်ပြီးတော့အမလေးဘာနံ့ကြီးလဲအနံ့စော်နံနေတဲ့ကောင်မလေးနင်ပဲမိုက်ပုံကနေဒီညစ်ကြေးတွေကိုယူလာတာလဲခြံထဲကလူတွေအကုန်လုံးကိုအနံ့ဆိုးနဲ့တက်မလို့လားလို့အော်ဆဲပါတော့တယ်ကောင်မလေးကတီတီငိမ့်ငိမ့်နဲ့ပဲဝက်ဦးတွေပါကျမဈေးရောက်ဖို့ယူလာတာလို့ပြောလိုက်တယ်အတော်ကြီးကနေယူနေပြီးတကယ်ယူနေပြီးတောင်းစားတဲ့သူတောင်ဒါတွေကိုမစားဘူးအခုချက်ချင်းအပြင်ကိုလွင့်ပစ်လိုက်မပြည့်ရင်ရက်ွက်လူကြီးစီအခုချက်ချင်းသွားတိုင်ပြီးနင်တို့ခြံကိုလို့ပြောနေတော့မှာပဲကောင်မလေးကရေပိုက်ခေါင်းကိုဖွင့်လိုက်ပြီးဒါကအများသုံးရေပိုက်ခေါင်းပဲကျမလာစဉ်ရေပိုးပေးထားတယ်ကျမပစ္စည်းကိုနင်းတစ်ချက်လေးထိရဲထိကြီးနဲ့အိမ်ကချင်းဖက်အိုးကိုအခုချက်ချင်းသွားမောက်ချပစ်မယ်လို့ရဲရဲဝန့်ဝန့်ပြန်ကုန်းတုတ်ပြန်လိုက်ပါတယ်အဲ့ဒီအချိန်မှာဖခင်ဖြစ်သူလင်းနာချန်ကချိုင်းထောက်ကိုအားပြုပြီးထွက်လာပါတယ်သူကရှောင်းနှန်းမင်းပါတွေယူကြောင်ကြောင်လုံနေတာလဲကြောင်းထွက်ပြီးတနေကုန်အပြင်ထွက်သွားတာဒီနဲ့စော်နေနေတဲ့အရာတွေကောက်လာဖို့လားလို့ဒေါသရကြီးမေးလိုက်တယ်ပြီးတော့သူကဆက်ပြီးငါလင်းနာချန်လမ်းဘေးထွက်တောင်းစားရရင်တော့မင်းဒီလိုအဆက်မရှိတဲ့အလုပ်လုပ်တာကိုခွင့်မပြုနိုင်ဘူးဘသူကဒါတွေကိုစားမှလဲစိတ်ထိခိုက်သွားလို့မင်းဦးနောက်များပြတ်သွားပြီလားအဆက်ကွဲလိုက်တာငါမျက်နာတော့မင်းကြောင့်အဆက်ကွဲရပါပြီအိမ်မှာဒါတွေလုပ်တာကိုလုံးဝခွင့်မပြုဘူးလို့အော်ဟစ်ပြောဆိုပါတော့တယ်ကောင်မလေးကဝက်ဦးတွေကိုရေဆေးနေရင်အဆက်ကွဲတာကငက်တေတာထက်စရင်ကောင်းသေးတယ်အဖေအိမ်ကဆန်အိုးထဲမှာဘာမှမကြံတော့ဘူးလို့ဝမ်းနေစွာနဲ့ပြန်ပြောရှာတယ်ဖခင်ဖြစ်သူကငိုယိုပြီးမင်းအခုအိမ်ကြီးချင်းစီသွားပြီးစန်တပန်းကန်သွားချေချေငါဒီဝက်ဦးတွေအကုန်လုံးကိုလွင့်ပစ်မယ်လို့ပြောလိုက်တယ်ကောင်မလေးကတော့အဖေစကားကိုနားမထောင်ပဲစားတွေထည့်ပြီးဝက်ဦးတွေကိုအားကျုံမှန်တက်ပုတ်ဆေးနေပါတယ်ပြီးတော့ရေနွေးအိုးရဲထည့်ပြုတ်လိုက်တဲ့အခါတကယ်ကိုဆိုးရွားလုံးနဲ့အနံ့ဆိုးတွေထွက်လာပါတယ်အနံ့ကဘလောက်ဆိုးလဲဆိုရင်သူမကိုယ်တိုင်တော့မခံနိုင်ပဲချောင်းတွေဆိုးပြီးအပြင်ကိုပြေးထွက်လာရပါတယ်ခြံထဲကလူတွေကလည်းဘသူကကြီးတွေပြုတ်နေတာလဲနန်းစော်နေတာပဲလူတွေကိုအသက်ရှင်ခွင့်မပေးတော့ဘူးလားလို့ဝိုင်းော်ကြပါတော့တယ်ဒါကြောင့်ကောင်မလေးလည်းစိတ်ပြက်လက်ပြက်နဲ့အိုးထဲကရေတွေကိုတုံချလိုက်ရပါတယ်အဲ့ဒီအချိန်မှာမျက်မှန်တက်ထားတဲ့သူမရဲ့အတန်းဖော်ကောင်လေးတယောက်ကနှာခေါင်းကိုပိတ်လျက်ခြံထဲကိုဝင်လာပါတယ်သူကဟုတ်ရှောင်းနန္ဒာကဆရာမမှတ်ပေးထားတဲ့အရေးကြီးတဲ့အချက်တွေဆရာမနဲ့အတန်းဖော်တွေကမင်းကိုကြောင်းပြန်လာစေခြင်းနဲ့ကြောင်းမထွက်ပါနဲ့ပိုက်ဆံကိစ္စကိုအားလုံးစုပေးကြမယ်လေလို့လာပြောရှာတယ်ဒါပေမဲ့ကောင်မလေးကခေါင်းရမ်းပြီးမလိုတော့ပါဘူးငါပြန်မလာတော့ဘူးငါဒါကိုလုံးနေတာဒါကိုရောင်းပြီးပိုက်ဆံရှာမလို့ပြက်ပြက်သားသားပဲညှင်းလိုက်ပါတယ်ကောင်လေးကဝက်ဦးတွေကိုကြည့်ပြီးဒါဝက်ဦးတွေပဲဒါတွေကဒီတိုင်းဆေးလို့မပြောင်းဘူးအတွင်းပိုင်းကအကြည့်ချွဲတွေကပရိုတင်းနဲ့အဆီအကျွင်းကြံတွေလေရိုးရိုးစားရည်ကဘာကျိုးတက်ရောက်မှုမှမရှိဘူးအနံ့ကအရန်ဆိုးတယ်လို့သိပ္ပံနေကြရှင်းပြလိုက်ပါတယ်ကောင်မလေးကချက်ချင်းတတိဝင်သွားပြီးနင်ပါပြောလိုက်တာပြန်ပြောစမ်းလို့အလောတက်ကြီးမေးလိုက်တယ်ကောင်လေးကလန့်သွားပြီးငါပြောတာကအနံ့ကအရန်ဆိုးရယ်လို့ထစ်ထစ်အပြန်ဖြေရဲ့ကောင်မလေးကအရှိကစာချောင်းကိုပြောတာလို့ထပ်မေးလိုက်တယ်ကောင်လေးကလည်းတေချာပြန်ရှင်းပြပါတယ်အစီတွေကအေကာလီတက်နဲ့တွေ့ရင်ဆက်ပြဖြစ်ခြင်းတုံ့ပြန်မှုဖြစ်ပေါ်တယ်အစစ်နဲ့ဘေးစတက်ပြဲသွားတာလေပြင်းထန်တဲ့အေကာလီကဒီလိုပရိုတင်းဖွဲ့စည်းပုံကိုဖျက်ဆီးပစ်နိုင်ပြီးအကြည့်ချွဲတွေကိုကွာကျသွားစေတယ်ဒီစကားကိုကြားတာနဲ့ကောင်မလေးကချက်ချင်းပဲအေကာလီလို့ရေရွတ်ပြီးမိဖို့ချောင်းထဲကိုပြေးသွားပါတော့တယ်ကောင်မလေးကမိဖို့တဲကကြောင်မီသွေးပြာတွေကိုကော်ပြားနဲ့ခတ်ယူလိုက်ပါတယ်ကောင်လေးကရှောင်းနှန်းနင်းဘာလို့မလို့လဲလို့အလန့်တကြားမေးလိုက်တယ်ဒါပေမဲ့ကောင်မလေးကပြာတွေနဲ့ဝက်ဦးတွေကိုတေချာနဲ့ဖက်ပြီးရေနဲ့ပြောင်းစင်အောင်ဆေးကြောလိုက်ပါတယ်အဲ့ဒီခါမှာတော့တကယ်ပဲဝက်ဦးတွေကဖြူဖွေးပြီးတန်ရှင်းသွားပါတော့တယ်ကောင်လေးကဝက်ဦးတစ်ပိုင်းကိုကင်ကြည့်ပြီးဟင်း
အနက်မရှိတော့ဘူးဒါဘလို့လို့ဖြစ်နိုင်မှာလဲလို့အန်ကြတာကြီးပြောလိုက်တယ်အဲ့ဒီနောက်ကောင်မလေးကတန်ရှင်းသွားတဲ့ဝက်ဦးတွေကိုလိဖြတ်ဟင်းခတ်အမွေးကြိုင်တွေနဲ့အိုးထဲမှာတေချာပြုတ်လိုက်ပါတယ်ကျက်သွားတဲ့အခါဝက်ဦးတစ်ပိုင်းကိုတူနဲ့ယူစားကြည့်လိုက်ပါတယ်အနက်အသက်မရှိပဲအရသာရှိသွားတဲ့တူမရဲ့မျက်နှာပေါ်မှာအပြုံးတွေပေါ်လာပြီးကျေးဇူးပဲနာပိုက်ဆန်ဆက်ရှာလို့ရပြီလို့ယုံကြည်မှုရှိရှိနဲ့ဝမ်းသာအားရပြောလိုက်ပါတော့တယ်အဲ့ဒီနောက်ကောင်မလေးဟာကုံချောက်ဆိုင်ကိုရောက်သွားပြီးဆိုင်ရှင်ကိုမေးလိုက်တယ်အန်ဒီနာနဲ့ပွင့်တစ်ကြံဘိုးခေါင်းနဲ့ကြက်အဝေးရက်တွေဘလို့ရောင်းလဲဟင်ဆိုင်ရှင်မျိုးသမီးကနာနဲ့ပွင့်ကတစ်ကြက်နှစ်ပြားဖို့ဆိုရင်10သားရမယ်တစ်ကြံဘိုးခေါက်က10ပြားပဲသမီးဘလောက်ဖိုးဝယ်မလို့လဲလို့ပြန်ဖြေတယ်ဒါပေမဲ့ကောင်မလေးကသူ့မလက်ထဲမှာစုပ်ကင်ထားတဲ့အကျွေးစေးလေးတစ်စိကိုကြည့်ပြီးဘာမှမဝယ်နိုင်တော့ပဲဆိုင်ထဲကနေလက်ထွက်လာခဲ့ရပါတယ်ညဘက်ရောက်တော့ကောင်မလေးကတောင်ပေါ်ကိုတယောက်တည်းတက်သွားပါတယ်ပြီးတော့ဟင်းခတ်မွေးကြိုင်အစားထိုးသုံးဖို့တောထဲကအရွက်တွေအသီးတွေကိုလိုက်ခူးတဲ့အဲ့ဒီအပြင်လမ်းမှာကျနေတဲ့လိမ္မော်ကွန်တွေကိုပါမယွန်းမရှာပဲအိတ်ထဲကောက်ထည့်လာခဲ့ပါတယ်အိမ်ရောက်တာနဲ့ကောင်မလေးကမိဖို့ပေါ်မှာတဲအိုးတင်ပြီးဝက်ဦးတွေကိုစတင်စမ်းတက်ပြုတ်ပါတော့တယ်ပထမတစ်ချိန်ပြုတ်ပြီးမြည်ကြည့်တဲ့အခါအရသာကိုမကျေနပ်လို့မျက်မှောင်ကျုပ်သွားတယ်ဒါနဲ့သူမကညှင်းတဲ့အထိမိခွက်လေးထုံးပြီးလိုအပ်တဲ့ဟင်းခတ်အမွေးကြိုင်အချိုးစားတွေကိုစာအုပ်ထဲမှာတေချာချရေးကအချိန်ချင်းစမ်းတက်နေခဲ့ပါတယ်အချိန်20မြောက်စမ်းတက်ပြီးမှတော့ကောင်မလေးကအိုးဖုံးကိုဖွင့်လိုက်ပါတယ်ထွက်လာတဲ့မွေးပြက်တဲ့အနက်လေးကြောင့်သူမကျေနပ်စွာပြုံးသွားတယ်အိုးရဲကဝက်ဦးတွေကအယောင်ဆင်းလာပါပြီးတကယ်ကိုအောင်မြင်သွားခဲ့ပါပြီအဲ့ဒီအချိန်မှာအဖေဖြစ်သူကမိဖို့ချောင်းထဲဝင်လာတယ်ကောင်မလေးကဝက်ဦးတစ်ဖက်ကိုတူနဲ့ညက်ယူပြီးအဖေဒါလေးမြည်ကြည့်ပါဦးလို့ခွင့်ကြွေးလိုက်ပါတယ်အဖေဖြစ်သူကဝက်ဦးကိုဝါးစားကြည့်ပြီးနောက်အန်ကြတာကြီးနဲ့မျက်လုံးပြူးသွားပြီးအရသာရှိတယ်အရန်ရတာရှိတာပဲသမီးရဲ့လို့ပြောပြီးဝမ်းသာလုံးစုပ်ကငိုချလိုက်ပါတော့တယ်ပြီးတော့မျက်နာကိုလက်နှစ်ဖက်နဲ့အုပ်ပြီးရှောင်းနှံအဖေမားသွားတယ်အဖေမားသွားပါတယ်သမီးရဲ့သမီးကအဖေထက်တော်တယ်သမီးဦးနောက်ကောင်းတယ်သမီးတကယ်လုံနိုင်သွားပြီပဲလို့ရှိုက်ကြီးတင်ငိုရင်းပြောရှာတယ်ကောင်မလေးကအဖေမျက်နာတက်လိုက်ပါတော့ပြီးရင်အိမ်ကြီးချင်းစီကတွန်းလဲဟောင်းလေးသွားငါပေးပါဒီနေ့သမီးတို့ဈေးဆက်ထွက်မယ်လို့ပြောပြီးဝက်ဦးတွေကိုဆက်ပြုတ်ကအတုံးလေးတွေလိဖြတ်နေပါတယ်အဲ့ဒီနောက်ကောင်မလေးကခြံထဲမှာငားလာတဲ့တွန်းလဲဟောင်းလေးကိုတူနဲ့ထူပြီးကိုယ်တိုင်ပြင်ဆင်နေတယ်ပြင်ဆင်ပြီးသွားတဲ့တွန်းလဲလေးကိုသူမကကျေနပ်စွာငေးကြည့်နေပါတယ်အဲ့ဒီအချိန်မှာအဖေဖြစ်သူကချိုင်းထောက်ကိုအားပြုပြီးအိမ်ထဲကနေထွက်လာတယ်။သူကလေကားထစ်မှာထိုင်လိုက်ပြီးသူ့ရဲ့ဖိနက်ထဲကနေပလတ်စတစ်နဲ့တေချာထုတ်ထားတဲ့ပိုက်ဆံတချို့ကိုထုတ်ယူလိုက်ပါတယ်။ပြီးတော့သမီးဖြစ်သူရဲ့လက်ထဲကိုအဲ့ဒီပိုက်ဆံတွေထည့်ပေးရင်ဒါကအိမ်မှာနောက်ဆုံးကျန်တဲ့ငွေ30ပဲအဖေဆေးရုံသွားပြီးတမန်ပြန်ရိုက်ဖို့ခြံထားတာခြေထောက်ကျိုးလဲအသက်ရှင်လို့ရသေးတဲ့သမီးမှာဈေးရောက်ဖို့အရင်ကြီးမရှိရင်ငါတို့မိသားစုတအိမ်လုံးငတ်တေရလိမ့်မယ်ဒါလေးယူပြီးဈေးရောက်ဖို့ပစ္စည်းတွေတွားဝယ်ချေရှောင်းတယ်။အဖေသမီးကိုယုံနဲ့သမီးလုံနိုင်မယ်ဆိုတာအဖေယုံကြည်တယ်လို့အားပေးစကားပြောလိုက်တယ်။ကောင်မလေးကအဖေဖြစ်သူကိုကျေးဇူးတင်စွာကြည့်ပြီးသမီးပစ္စည်းတွေတွားဝယ်လိုက်ဦးမယ်အဖေညနေကျရင်ဈေးထွက်မယ်လို့ပြောပြီးအပြင်ထွက်သွားပါတယ်ညနေဆောင်တော့ကောင်မလေးကတွန်းလဲနဲ့ဈေးထွက်လာတယ်အဲ့ဒီမှာမျက်မှန်တဲ့ကောင်လေးကစေးတုတ်တံကိုကင်ထားပြီးစမ်းဖို့မရှိရင်မင်းပါရောက်မှန်းသူများတွေတိမှာမဟုတ်ဘူးအရက်ကောင်းပေမဲ့လမ်းကြားနဲ့ရင်လူမတိနိုင်ဘူးလေလို့အကြံပေးပါတယ်ကောင်မလေးကလည်းသူပြောတာကိုသဘောတူပြီးဆိုင်းဘုတ်ပေါ်မှာအနီရောင်ဆေးနဲ့စာလုံးကြီးကြီးတွေရေးဆွဲလိုက်ပါတယ်ကောင်လေးကဆိုင်းဘုတ်ကိုကြည့်ပြီးရှောင်းနှမ်းဒီစာလုံးကအတော်ကြီးတာပဲမီတာ100กว่าကနေတောင်တေချာမြင်ရတယ်လို့ပြောတော့ကောင်မလေးကပြုံးပြီးငါပိုက်ဆံရလာရင်နင့်ကိုအသားဝယ်ကျွေးမယ်လို့ဝမ်းသာအားရပြန်ပြောလိုက်တယ်ပြီးတာနဲ့ကောင်မလေးကတွန်းလဲကိုတွန်းပြီးစက်ရုံဂိတ်ပေါက်ဝကိုရောက်လာပါတယ်အဲ့ဒီမှာဈေးရောက်နေတဲ့အတော်ကြီးတယောက်ကသူမရဲ့တွန်းလဲပြီးကိုခြေထောက်နဲ့တနင်ထားပြီးဘာလာလောက်တာလဲနင်းမြကန်းနေလားဒီနေရာကနေဝင်ရရမဲ့နေရာလားအနောက်ကိုထွက်သွားစမ်းလို့ရိုင်းဆိုင်ဟောက်လိုက်တယ်ပြီးတော့ဆက်ပြီးဘက်ကရောက်လာတဲ့ကောင်မလေးလဲစီကံမတိဘူးလားဒီနေရာကငါတို့လူစုပိုင်တဲ့နေရာပဲဈေးရောက်ခြင်းရင်ငါတို့ခွင့်ပြုချက်ရမှရမယ်လို့အနိုင်ကျင့်တဲ့လေးတန်းနဲ့ပြောလိုက်တယ်ကောင်မလေးကလမ်းဆိုတာအများပိုင်ပဲအရင်လာတဲ့သူကအရင်နေရာယူရမှာပဲအတော်ခြေထောက်ကိုဖယ်လိုက်လို့ပြက်ပြက်သားသားပြန်ပြောလိုက်ပါတယ်ဒါပေမဲ့အတော်ကြီးကမဖယ်ပေးတဲ့အတွက်ကောင်မလေးကအတော်ကြီးရဲ့လက်မောင်းကိုကင်ပြီးဆွဲလိန်ချလိုက်ပါတယ်အတော်ကြီးကနားတယ်လက်နေလွတ်လိုက်စမ်းလို့နာချင်းအော်ပြောပါတော့တယ်ကောင်မလေးကမျက်တောင်မခတ်ပဲစိုက်ကြည့်ရင်ကျမနောက်တစ်ခေါက်ထပ်ပြောမယ်ခြေထောက်ဖယ်လိုက်လို့အတန်မာနဲ့တလုံးချင်းဖိပြောလိုက်တယ်အဲ့ဒီတော့မှအတော်ကြီးလဲကြောက်သွားပြီးခြေထောက်ကိုဖယ်ပေးလိုက်ကဘေးကိုရှောင်သွားပါတော့တယ်နေရာရသွားတဲ့ကောင်မလေးကသူမရဲ့တွန်းလဲပေါ်ကမိဖို့ကိုမိမွေးလိုက်တယ်ခါနေတော့စက်ယုံကအလုတ်စင်းချင်ရောက်လို့အလုတ်သမားတွေတတိတန်းကြီးထွက်လာကြပါတယ်အမျိုးသမီးအလုတ်သမား2ယောက်ကဟင်းဘာနဲ့လေးလဲအရန်မွေးတာပဲအသားနဲ့လေးနဲ့တူတယ်ဟိုဘက်ကနေလွင့်လာတာလို့ပြောရင်းကောင်မလေးရဲ့တွန်းလဲစီကိုလှမ်းကြည့်လိုက်တယ်တယောက်ကဒီလဲကအရန်ဟောင်းလုံးနဲ့အဲ့ဒီအိုးကိုရောပြောင်းအောင်ဆေးထားရဲ့လားမသိဘူးကောင်မလေးတယောက်တည်းကဘာကောင်းတာတွေလုံနိုင်မှလဲရှောက်ပြီးလှုပ်ထားတာများလားလို့တန်တရားနဲ့ပြောတယ်အဲ့ဒီအချိန်မှာဘေးကဈေးတီတော်ကြီးကကြားဖြတ်ဝင်လာပြီးညီမလေးတို့အလုတ်စင်းပြီလားပင်ပန်းပြီးစာနေရောပေါ့လက်ဖက်ရည်ချက်ဦးလေးစားပြီးဘိုက်ဖြစ်သွားကြပါလားငါရဲ့လက်ဖက်ရည်ချက်ဦးကတီးတန့်ရှိုးဝက်ချက်နဲ့ပြုတ်ထားတာအေးငါမင်းတို့ကိုပြောရဦးမယ်ဟိုဘက်ကဆိုင်ကိုတီးထားကြောင်းတော့သူ့ဈေးကပုံမှန်ထက်ကိုအများကြီးတက်တာနေတယ်လို့တွေးထိုးလိုက်ပါတယ်အမျိုးသမီးကဘာဖြစ်လို့လဲအန်ဒီသူရောင်းတဲ့ဟာတွေကကြည့်ရတာမစိုးပါဘူးအနက်လေးကလည်းမွေးနေတာပဲလို့ပြန်မေးတယ်အတော်ကြီးကမျက်နှာထားပြောင်းပြီးပုံမှန်ပစ္စည်းဆိုတာဒီလောက်ဈေးပေါ်ပေါ်နဲ့မရောင်းဘူးလေပါးဆက်ထဲထည့်စားရမယ့်ရာဆိုတော့တေချာစဉ်းစားတာအကောင်းဆုံးပဲနော်လို့တွေးထိုးပြောဆိုလိုက်တယ်အဲ့ဒီနောက်အမျိုးသမီး2ယောက်လည်းမဝယ်တော့ပဲထွက်သွားကြပါတယ်အဲ့ဒီအချိန်မှာဦးလေးကြီးတယောက်ကကောင်မလေးရဲ့တွန်းလဲနားကိုရောက်လာပြီးအိုးထဲကိုငုံကြည့်လိုက်တဲ့အထဲကအရာကိုမြင်တော့သူကမျက်လုံးပြူးသွားပြီးအားလုံးလာကြည့်ကြဦးဒါကအသားမဟုတ်ဘူးဝက်ဦးတွေဟာလို့အလန့်တကြားအော်ပြောလိုက်တယ်အလုတ်သမားတယောက်ကဘာဝက်ဦးဖျားရည်ငါတို့စက်ယုံရှိကနေအခုချက်ချင်းထွက်သွားစမ်းနင်ကငါတို့ကိုအစိတ်ခတ်မလို့လားလို့ဒေါသတကြီးအော်ဟစ်လိုက်ပါတယ်ဘ
ဘေးနားကဈေးတီတော်ကြီးကလည်းအခွင့်ကောင်းယူပြီးသူ့ရဲ့ဆိုင်ကိုဖျက်ပစ်လိုက်ဒီလိုဒုက္ခပေးမဲ့ရာကိုငါတို့မျိုးမှာဆက်ထားလို့မဖြစ်ဘူးလို့ဝင်ရောက်သွေးထိုးပြန်တယ်အဲ့ဒီအချိန်မှာကောင်မလေးကအိုးထဲကဝက်ဥတစ်ဖက်ကိုသူနဲ့ညက်ယူပြီးလူများရှိမှကိုယ်တိုင်စားပြလိုက်ပါတယ်ပြီးတော့ဒါတွေကအသားဆက်ယုံကနေမနဲ့စောစောကမှတက်ပြီးထွက်လာတဲ့ဝက်ဥတွေပါကျမတစ်ခုချင်းစီကိုပြာနဲ့တေချာပြောင်းစင်အောင်ပုစေးထားတဲ့ဟင်းခတ်အမွေးကြိုင်တွေကလည်းတောင်ပေါ်ကနေကိုယ်တိုင်ကူးလာတဲ့တောင်ရုပ်ကောင်းတဲ့နာနဲ့ပွင့်တွေကြီးပဲကျမမကောင်းတဲ့အသားကိုလုံးဝမယောင်းဘူးကျမရဲ့ဒီတအိုးလုံးကတက်ရှင်းနေတာပါရှင်လို့ရဲရဲဝံ့ဝံ့ရှင်းပြလိုက်ပါတယ်အဲ့ဒီတော့မှဦးလေးကြီးကအိုးနာကိုကပ်ပြီးအနံ့ခံကြည့်လိုက်တယ်ပြီးတော့တကယ်ပဲအနံ့ဆိုးမရှိဘူးဟာလို့အန်သားစွာပြောလိုက်တယ်ကောင်မလေးကအကျွတ်ကျော်နဲ့မူလာအရသာဆိုပြီးနှစ်မျိုးရှိပါတယ်ရှင်လို့ပြောလိုက်တော့ဦးလေးကြီးကဒါဆိုငါ့ကိုအကျွတ်ကျော်နေရုပ်တီးများထည့်ပြီးကြော်ပေးလို့စမ်းပြီးမာလိုက်ပါတယ်ကောင်မလေးကမိဖို့ပေါ်တဲအိုးတင်ပြီးကြော်နေတော့မှာပဲမနေ့ကဆက်ပြီးနဲ့ကောင်လေးဝန်ချမ်းယူရောက်လာပါတယ်သူကအကုန်ရက်လိုက်မဝယ်ကြနဲ့လို့အော်ရင်ကောင်မလေးရဲ့တွန်းလဲကိုခြေထောက်နဲ့လန့်ကန်လိုက်တယ်ပြီးတော့ကောင်လေးကလူအုပ်ကြီးကိုလှည့်ကြည့်ပြီးခင်ဗျားတို့အလိမ့်မခံကြနဲ့သူ့နမီကလင်းဆောင်တဲ့မနေ့ကမှငါတို့ကျောင်းကနေကျောင်းထွက်သွားတာသူ့အိမ်ကအခြေအနေမကောင်းဘူးဒီအိုးထဲကအရာတွေကဘယ်ကရလာလဲဆိုတာပြဿနာရှိတယ်သူကဆင်းရဲလုံးလို့ယူနေပြီးဝက်ဥတွေနဲ့ခင်ဗျားတို့ရဲ့ချွေးနှဲစာတွေကိုလာလိမ့်နေတာပြလို့ပြောပြီးတယော်တဲ့လေတန်နဲ့လောင်ရလိုက်ပါတယ်ကောင်မလေးကလည်းဒေါသရကြီးနဲ့ပြန်អော်ပါတယ်ငါကြောင်းထွက်ရတာနေဦးလေးရဲ့စီကမ်းမဲ့လို့ရကြောင်းငါဖေခြေထောက်ကျိုးသွားတာတောင်သူကလောအားကဖြတ်ထားလို့ပဲဝက်ဥတွေကိုငါသားစက်ယုံကနေလူလုံးသူလုံးရှိမှယူလာခဲ့တာတေချာလဲပြောင်းအောင်ဆေးထားတယ်ငါလက်နှစ်ဖက်နဲ့ငါပိုက်ဆံရှာတယ်မခိုးဘူးမလိုဘူးနင်ကြတော့ရောနေဦးလေးစီကနေထွက်သွားရင်နင်ကဘာမှမဟုတ်တဲ့ကောင်ပဲကောင်လေးကနေတက်မရှင်ကျင်တော့ဘူးလားဒီနေ့နေ့ရဲ့ချီအိုးကိုငါရိုက်ခွဲပစ်မယ်လို့អော်ပြီးရန်လို့ဖို့ရှေ့ကိုတိုးလာပါတယ်အဲ့ဒီအချိန်မှာမျက်မှန်နဲ့အတန်းဖော်ကောင်လေးလီချန်ကရှေ့ကနေဝင်ကားလိုက်ပြီးမင်းဘာလို့ချင်တာလဲနေခင်းကြောင်တောင်လူကိုရိုက်ချင်လို့လားလို့ဝင်ထားတယ်လီချန်မင်းဝင်မပါနဲ့မင်းဝင်ပါရင်မင်းကိုပါတွဲရိုက်ပစ်မယ်လို့ရင်းရင်တီးတီးချင်းချောက်တယ်ဒါပေမဲ့လီချန်ကဂယူးမဆိုင်ပဲနောက်ကိုလက်ကပိုက်ဆံထုတ်ပေးပြီးငါ့ကိုရှိုးဝက်ချက်နဲ့ပြုတ်ထားတဲ့ဝက်ဥတပွဲလောက်ပေးပါလို့အားပေးတဲ့အနေနဲ့မာလိုက်ပါတယ်နေဆက်မစားနိုင်ဘူးလေဒီအီထဲမှာတောင်းရုပ်ကောင်းတွေပါလို့အရန်ထုံနေတော့လို့စိုးရိမ်နေကြီးတတိပေးတယ်ရတယ်ငါဒီနေ့စားကိုစားမယ်လို့ပြက်ပြက်သားသားပြောလိုက်တယ်ဝက်ဥတပွဲခတ်ပေးလိုက်တော့လီချန်ကချက်ချင်းပဲအကုန်လုံးကိုအငဲမရစားတော့ပြီးပန်းကန်လုံးရဲ့ကအရေးတွေကိုပါအကုန်မောတောက်လိုက်တယ်ပြီးတော့ပါဆက်ကိုတုပ်ပြီးအရန်ကောင်းတယ်နောက်တပွဲထပ်ပေးလို့အော်ပြောလိုက်တယ်ဒါကိုကြည့်ပြီးဝန်ချမ်းရီကလီချန်မင်းယူနေပြီးကြီးစားဖို့တောင်ဆွဲလန်းနေပြီလားလို့အန်တာတာကြီးပြောတယ်မင်းကမျက်ကမ်းမဲပြီးတော့အယူလဲဟုတ်တယ်ဒါကငါစားဖို့တမျှထဲမှာအကောင်းဆုံးအသားပဲကွာမင်းလိုလူစားမျိုးကနားလည်မှာမဟုတ်ဘူးလို့လီချန်ကပြန်လဲချေပလိုက်တယ်ဒါကိုမြင်တော့အဆက်ကဦးလေးကြီးကလည်းယုံကြည်သွားပြီးပိုက်ဆံထုတ်ပေးကတူမလေးဦးလေးကိုအကျွတ်ကျော်တပွဲပေးအကြီးပေးတော့လို့လမ်းမာလိုက်တယ်ချက်ချင်းကြော်ပေးလိုက်တယ်ဦးလေးကြီးကဝက်ဥတစ်ဖက်ကိုပါဆက်ထဲထည့်သွားလိုက်တော့ဘေးကလူတွေကဘလို့လဲလောင်ချမ်းနန်နေသေးလားအရသာကဘလို့လဲလို့စိတ်ဝင်တစားဝိုင်းမေးကြတယ်နန်နေဆိုတာအလားကားပဲလောကမှာအကောင်းဆုံးအရသာပဲကွာငါတက်40ကျော်ပြီးအစိုးရစားတောက်ဆိုင်ကဝက်သားနီနဲ့တောင်စားဘူးတယ်ဒါပေမဲ့ဘာဟာကမှဒါတော့မကောင်းဘူးအရမ်းမိုက်တယ်ဒီလက်ရနဲ့ဆိုမြို့ပေါ်သွားပြီးစားတောက်ဆိုင်ကြီးဖွင့်ရင်တောင်ရတယ်လို့အမွှန်းတင်ချီးကျူးလိုက်တယ်အဲ့ဒီအခါကျမှလူအုပ်ကြီးကတွန်းလဲနာကိုဝိုင်းုံလာပြီးငါ့ကိုလည်းအကျွတ်ကျော်တပွဲပေးမြင်မြင်လို့ပါငါ့ကိုအရင်ပေးလို့အလူအရက်ဝိုင်းမှာကြပါတော့တယ်ပိုက်ဆံကင်ထားတဲ့သူတွေကျမကိုအရင်ပေးပါရှင်လို့လန့်အော်ရင်လီချန်ကိုလည်းပိုက်ဆံအမ်းပေးလိုက်တယ်အလုပ်သမားတွေကငါ့ကိုမူလအရသာတပွဲပေးမြင်မြင်ငါပိုက်ဆံနေပြီးငါကအကျွတ်ကျော်ဆက်များများဟေ့လူတွေမလူကြနဲ့ပိုက်ဆံအရင်ယူပါလို့စူညံစွာအော်ဟစ်ပြီးဝိုင်းဝယ်ကြတယ်ဘေးကဈေးရောက်နေတဲ့အတော်ကြီးကိုယ်တိုင်လည်းမနေနိုင်ပဲဝက်ဥတစ်ဖက်ကိုယူမြည်ကြည့်ဟာအရသာရှိလုံးလို့အန်တသွားရတယ်ခါကြတော့အိုးရဲကဝက်ဥတွေအကုန်ရောင်းကုန်သွားတယ်ရှောင်းနံကနဖူးကချွေးကိုတုပ်ပြီးကုန်သွားပြီရှင်မနေ့ပြန်မှပြန်လာခဲ့ကြပါနော်လို့တောင်းပန်စကားပြောလိုက်တယ်နောက်ကျသွားတဲ့အလုပ်သမားတစ်ယောက်ကဟာဘလို့လုံးကုန်သွားတာလဲငါနာရီဝက်လောက်တန်းစီထားတာကိုလို့စိတ်ပြက်လက်ပြက်ပြောရှာတယ်ပြီးတော့ပိုက်ဆံထုတ်ပေးပြီးဒါမနေ့ပြန်အတွက်ပိုက်ဆံငါနှစ်ပွဲစာကြုံပါတယ်မနေ့ပြန်အလုပ်ဆင်းတာနဲ့တက်လာယူမယ်တခြားသူကိုမရောက်လိုက်နဲ့နော်လို့မှသွားတယ်တခြားလူတွေကလည်းငါလီမင်းစပေါ်ငွေတစ်ချက်ငါဝိုင်းယုံတစ်ချက်ခွဲရှိုးဝက်ချက်အရတာသုံးပွဲလို့အော်ပြောပြီးပိုက်ဆံတွေကြိုပေးကြတယ်သူမကလည်းစာအုပ်လေးထဲမှာတေချာမှတ်သားထားလိုက်တယ်နောက်ဆုံးမှာတော့ဈေးရောက်လို့ပြီးသွားပါတယ်လီချန်ကတွန်းလဲကိုကူတွန်းပေးရင်သူငယ်ချင်းနှစ်ယောက်သားပြုံးရှင်စွာနဲ့အိမ်ကိုပြန်သွားကြပါတော့တယ်အိမ်ရောက်တာနဲ့ခါးကြည့်ဖြင်ကိုချွတ်လိုက်ပြီးအိတ်ထဲကအကျွေးစေးတွေကိုကုတင်ပေါ်မောက်ချလိုက်တယ်အဖေဖြစ်သူကအန်ကြတာကြီးကြည့်နေချိန်မှာပဲပိုက်ဆံတွေကိုတွတ်တွတ်လက်လက်ရေးတွက်လိုက်တယ်ဒီနေ့ကုန်ကြစရိတ်ဟင်းခတ်အမွေးကြိုင်နဲ့ကြောင်မီသွေးပိုးအားလုံးပေါင်းအရင်က28ကျပ်ပဲအဖေဒီမှာစုစုပေါင်းဝင်ငွေက139ကျပ်ရတယ်အရင်နှုတ်လိုက်ရင်အမျက်တီးတက်109ကျပ်တောင်ကျန်တယ်လို့ပြောရှင်စွာပြောပြတယ်အဖေဖြစ်သူကယုံတောင်မယုံနိုင်ပဲဒါတွေအကုန်လုံးငါတို့မိသားစုရှာနိုင်ခဲ့တာလားလို့ငိုရင်းပြောပြီးသမီးဖြစ်သူကိုဖတ်ထားလိုက်တယ်သူမရဲ့မျက်ဝန်းမှာလည်းဝမ်းသာလို့မျက်ရည်တွေဝဲတက်လာတယ်ခဏနေတော့အပြင်ထွက်ဖို့ပြင်နေပြီးတော့အဖေပိုက်ဆံတွေတေချာသိမ်းထားတော့တကားကိုတေချာတော့ခတ်ထားဘသူ့ကိုမှအိမ်ထဲပေးမဝင်နဲ့လို့လက်မလိုက်တယ်ဒီလောက်မိုးကြုံနေပြီကိုသမီးပဲသွားမလို့လဲအသားစက်ယုံကိုသွားမလို့လေနေတိုင်း10ကနန်းလောက်ပဲရောက်နေရတာမလောက်ဘူးဒီနေ့ညသွားပြီးသူတို့စီကတပတ်စာဝက်ဥဝက်ကလေးစာတွေအကုန်လုံးကိုအပြက်သွားဝယ်မလို့လှုပ်ဖြေပြီးထွက်သွားပါတယ်အသားစက်ယုံကိုရောက်တော့စက်ယုံကတာဝန်ခံလူကြီးတစ်ယောက်ကဘာလာလောက်တာလဲဘယ်ကရောက်လာတဲ့ကောင်မလေးလဲမြ мян ထွက်သွားစမ်းလို့အော်နေလိုက်တယ်ဒါပေမဲ့အနားကတစ်သားတိတ်တာပေါ်ကိုပိုက်ဆံတစ်ထပ်ပစ်တင်လိုက်ပြီးနောက်လာမဲ့တစ်ပတ်အတွက်ဒီမှာစွန့်ပစ်မဲ့ဝက်ဥတွေအကုန်လုံးကိုကျမအပြက်ဝယ်မယ်လို့ပြက်ပြက်သားသားပြောလိုက်တယ်လူကြီးကအန်တာသွားပြီးဟင်းမင်းဘာပြောလိုက်တာလဲဒီအမိုက်တွေကိုမင်းကဝယ်မလို့လားလို့ပြန်မေးတယ်ကျမကလွယ်ပြီးဘသူမှယူခွင့်မရှိစေရဘူးနေ့တိုင်းည7:00နာရီတိကျမလာယူမယ်ရှင်တို့ကကုန်ဒီအိတ်နဲ့တေချာထည့်ပေးဖို့ပဲတာဝန်ယူတာကစပေါ်ငွေပဲလူကြီးကပိုက်ဆံကိုကြည့်ပြီးသဘောကျသွားကရတယ်
ပြဿနာမရှိဘူးသူထေးလေးစိတ်ချပါနေတိုင်းအချိန်90အထက်ရှိစေရမယ်ဆိုတာအာမခံနဲ့အကုန်လုံးမင်းအတွက်ခြံထားပေးမယ်ပြောင်းစင်နေအောင်လဲဆေးပေးထားမယ်လို့ပြုံးဖြည်းဖြည်းနဲ့ပြန်ပြောလိုက်တယ်အဲ့ဒီနောက်ဝက်ဦးအိတ်တွေကိုတွန်းလဲနဲ့တင်ပြီးအိမ်ကိုပြန်တယ်လာတယ်မနဲ့မိုးလင်းတော့ခြံထဲကရေပိုက်ခေါင်းမှာအဲ့ဒီဝက်ဦးတွေကိုထိုင်ဆေးနေတယ်အဲ့ဒီအချိန်မှာအိမ်ကြီးချင်းအတော်ကြီးတယောက်ကလိမ်မော်သီးတွေယူလာပြီးအိုးရှောင်းနံသမီးလေးကတော်လိုက်တာဒီမှာကြည်စမ်းအတော်သမီးအတွက်အားရှိအောင်တစ်တီးတွေလာပေးတာလို့အချို့တက်ပြီးလာပြောတယ်ပြီးတော့အနားကိုကတ်လာပြီးရှောင်းနံသမီးပြတဲ့ကိုဘိုးဝါပိုင်ရှုပ်ဝက်ဆေးမှုတွေများထည့်ထားတာလားမဟုတ်ရင်ဘလို့လို့အနံ့တွေဒီလောက်မြင်မြန်ပျောက်သွားမှလဲအတော်တို့ကအိမ်ကြီးချင်းတွေပဲလေအတော်နဲ့အတူတူတွဲလို့ရအောင်ပါသမီးကဆင်းနေကိုပြောပြနောက်ဆိုရင်အတော်ကသမီးကိုနေတိုင်းကူလုပ်ပေးမယ်လို့အားကလေးမလို့ချင်ပါဘူးလို့သူ့ကြံတဲ့သူတွေးဆောင်ဖျားရောက်มาတော့တယ်ရှောင်းနံကဘာမှမပြောဘဲဝက်ဦးဆေးနေတဲ့စလုံးတွေကညစ်ပတ်နေတဲ့ရေတွေကိုအတော်ကြီးရဲ့မျက်နှာပေါ်ကိုပတ်ချလိုက်ပြီးထွက်သွားစမ်းလို့អော်လိုက်တယ်အတော်ကြီးလဲအားလို့អော်ဟစ်ငိုယိုပြီးပြေးထွက်သွားရပါတော့တယ်အပြင်ထွက်ဖို့လမ်းကြားထဲလျှောက်လာတော့လက်ဖက်ရည်ကြက်ဦးရောင်းတဲ့ဈေးတီတော်ကြီးကအပြေးလွှားနဲ့လာရင်ချော်လဲကျသွားတယ်အာငါသွားတွေကျိုးပြီးလို့អော်ဟစ်ငိုယိုနေပေမဲ့လက်တောင်မကြည့်ပဲအင်ဂျီကိုလမ်းပြီးထွက်သွားပါတယ်အဲ့ဒီနောက်တိုင်းရင်းစေးဆိုင်ကိုရောက်သွားပြီးဆရာကြီးဖာလာတစ်ကြံဘိုးခောက်ပရဲကောမန်ကြီးလေးညင်းတမျိုးကို3ချက်သားစီပေးပါလို့မှာလိုက်တယ်ဆေးဆရာကြီးကကောင်းမလေးဒီယာတွေကအပူစာတွေကြီးပဲရောပြီးစားရင်လူသေးနိုင်တယ်ဘသူကနင့်ကိုဆေးစာပေးလိုက်တာလဲရှောက်ပြီးမလုံးနဲ့တော့လို့တတိပေးရှာတယ်ကျမဟင်းချက်မလို့ပါချိန်တာချိန်ပေးပါရှင်ညနေဘက်စက်ရုံဂိတ်ပေါက်ဝမှာဈေးရောင်းဖို့ရောက်လာတော့အလုပ်သမားတွေအများကြီးစောင့်နေကြတယ်လီချန်ကပြေးလာပြီးငါ့ကိုရှိုးဝက်ချက်အရသာနှစ်ပွဲပေးမြင်မြန်ငါတနေကုန်စောင့်နေရတာလို့အလောတက်ကြီးတောင်းတယ်ပြီးတော့အနံ့ခံကြည့်ပြီးဟင်းဘာလို့မနေ့ကလောက်မမွေးတာလဲနင်ပါဝင်ပစ္စည်းတွေရှော့ထားတာတော့မဟုတ်ပါဘူးနော်ဒါပေမဲ့ဝက်ဦးတစ်ဖက်ကိုပါဆက်ထဲထည့်စားလိုက်တဲ့အခါမျက်လုံးတွေပြူးကျဲသွားပြီးနက်ဖျားပါလားမနေ့ကထက်10ဆလောက်ပိုရတာရှိသွားပြီကိုဒီအမွေးနှံကနှာခေါင်းနဲ့အနံ့ခံလို့ရတာမျိုးမဟုတ်ဘူးအစာအိမ်ထဲကိုတိုက်ရိုက်တိုးဝင်သွားတာပဲလို့ပြောလိုက်တယ်အဲ့ဒီအခါစောင့်နေတဲ့လူအုပ်ကြီးကပိုက်ဆံတွေကမ်းပေးပြီးအလူအရက်ဝဲကြတော့တာပါပဲတွန်းလဲရှိမှလည်းအလုပ်တွေရှုပ်နေတယ်အဲ့ဒီအချိန်မှာလက်ဖက်ရည်ကျက်ဦးရောင်းတဲ့အတော်ကြီးနဲ့ဝန်ချမ်းယူတို့နှစ်ယောက်ကခက်လန်းလန်းကနေချင်းချင်းကြည့်နေကြတယ်သူပိုက်ဆံရနေတာကိုကြည့်ပြီးခင်များရင်ထဲမတက်မတာဖြစ်နေတယ်မလားမတက်မတာဖြစ်ုံတင်မကဘူးအခုချက်ချင်းသွားပြီးသူ့အိုးကိုသွားမောက်ချပစ်ချင်နေတာလို့အတော်ကြီးကမနာလိုစွာနဲ့ဒေါသတကြီးပြောတယ်အိုးကိုမောက်ချယုံနဲ့ဘာတူးမှလည်းမနှက်ဖြန်သူထက်လာမှာပဲသူလုံးဝဈေးမရောက်နိုင်အောင်လုပ်ပြမရမယ်နင့်မှာနေလန်းရှိလို့လားကျွန်တော်နဲ့လိုက်ခဲ့စီမံခန့်ခွဲရေးရုံးကိုသွားတိုင်မယ်ဦးလေးရဲ့သူငယ်ချင်းကိုသွားရှာမယ်သူဝတ်သားပုတ်တွေရောက်နေတဲ့ဝက်ဦးတွေကိုတုံးပြီးဟင်းလုံနေရလို့ပြောလိုက်မယ်ဒီတခါသူဘလို့ရုံးထွက်နိုင်မလဲကြည့်ကြသေးတာပေါ့လို့ရုံးမာတဲ့အကြံပေးလိုက်တယ်ခါနေတော့စီမံခန့်ခွဲရေးရုံးကတာဝန်ရှိသူတယောက်ကဆိုင်ကယ်နဲ့ရောက်လာပြီးလူအုပ်ကြီးကိုလန့်អော်တယ်အကုန်ရက်လိုက်ကြမဝယ်ကြနဲ့တော့အခုချက်ချင်းမိငိမ့်လိုက်သူနဲ့အတူဝန်ချမ်းယူနဲ့အတော်ကြီးလဲနောက်ကပါလာတဲ့တာဝန်ရှိသူကမဆုစာအုပ်ကိုကြည့်ပြီးရာဇတန်ပေးတယ်လူတယောက်ကသူ့နာမည်ရင်းနဲ့မင်းကိုတိုင်ကြားထားတယ်မင်းကဝတ်သားပုတ်တွေရောင်းတယ်မစေးကြောထားတဲ့ဝက်ဦးတွေနဲ့ဟင်းရီကြိုရဲပြီးတော့အမိမတိစက်မှုတုံးအနှံ့စီတွေတုံးထားတဲ့စီကံချက်တွေရမင်းရဲ့ဆိုင်ကိုအခုတရားဝင်ချိတ်ပိတ်တဲ့တွန်းလဲအိုးပန်းကန်စုံအကုန်လုံးကိုတင်စိမယ်တန်ငွေ900တက်တယ်မင်းကိုယ်တိုင်ငါနဲ့အတူရုံးကိုလိုက်ခဲ့ပြီးစစ်ဆေးမှုခံယူရမယ်ရှောင်းနန်းကတီတီငိမ့်ငိမ့်နဲ့လက်ကိုတုပ်လိုက်ပြီးပြန်ချေပါတယ်ကျမရဲ့တွန်းလဲကိုတင်လို့ရတယ်တန်ရိုက်ချင်လဲရတယ်ဒါပေမဲ့တက်တေပြဖို့တော့လိုလိုက်မယ်ကျမရဲ့အသားမှာအစိတ်ပါနေတယ်ဆိုရဲစစ်ဆေးချက်အစီရင်ခံစာကိုထုတ်ပြပါတာဝန်ရှိသူကဒေါသထွက်သွားပြီးတိုင်ကြားတဲ့သူကမင်းသားဆက်ယုံကရေစုံမြောင်းထဲကနေပုတ်ဟောင်းနေတဲ့ဝက်ဦးတွေဆယ်ယူနေတာကိုကိုယ်တိုင်တွေ့ခဲ့တာတဲ့တက်တေလူရောတက်တေခံပစ္စည်းပါအကုန်ရှိတယ်ဒါကိုထပ်ပြီးတက်တေပြဖို့လိုသေးလို့လားလို့ပြောတယ်ဒီတော့ဘေးနားမှာရှိတဲ့အဖုံးပိတ်ထားတဲ့အနီရောင်ပလတ်စတစ်ပုံးကိုဖွင့်ပြလိုက်တယ်တာဝန်ရှိသူကထွက်လာတဲ့အနံ့ဆိုးကြောင့်နှာခေါင်းကိုအမြန်ပိတ်လိုက်ပြီးဒါပဲလေမင်းရဲ့တက်တေအနံ့ကနန်းစောနေတာပဲဆက်ပြီးစစ်ဆေးနေစရာမလိုတော့ဘူးအခုချက်ချင်းဆိုင်ကိုချိတ်ပိတ်လိုက်မယ်လို့ပြက်ပြက်သားသားပြောလိုက်တဲ့ရှောင်းနန်းကတင်းငိမ့်စွာနဲ့3မိနစ်လောက်စောင့်ပါလို့ပြောပြီးအိတ်ထဲကဝက်ဦးတွေကိုရေစလုံးနဲ့လောင်းချလိုက်ပါတယ်ပြီးတော့ရေနွေးနဲ့တေချာဆေးကြောလိုက်တဲ့အခါဝက်ဦးတွေကဖြူဖွေးတက်ဆင်သွားတဲ့အဲ့ဒီဝက်ဦးကိုတာဝန်ရှိသူရဲ့နှာခေါင်းသားထိုးပေးပြီးအနံ့ခံကြည့်လို့ရဲရဲဝံ့ဝံ့ပြောလိုက်တယ်တာဝန်ရှိသူကအနံ့ခံကြည့်ပြီးအန်တာကြီးနဲ့မေးတယ်ဟင်းဒါဘာမှုလဲတောင်ပေါ်ကနေယူလာတဲ့တဘာဝတစ်ပြမှုမှာအညစ်အကြေးတွေကိုဖယ်ရှားနိုင်တဲ့စွမ်းအားရှိတဲ့ရေဆေးပြီးရင်အိုးထဲထည့်ပြီးအပူချိန်200ဒီဂရီရှိတဲ့စီပူပူမှာကြော်တဲ့ပြားနဲ့အညစ်အကြေးဖယ်တဲ့စားချက်နဲ့ပိုးတက်တယ်ပြီးတော့မြင့်မာတဲ့အပူချိန်နဲ့ဖိအားကိုတုံးပြီးတေချာပိုးတက်ထားတာပါတာဝန်ရှိသူကြီးရှင့်နေနဲ့ပြောပြပါဦးဘဘက်တီးရီးယားကဒီလောက်မြင့်မာတဲ့အပူချိန်မှာအသက်ရှင်နိုင်မှာလဲကျမရဲ့အသားကပြဿနာရှိမရှိသိချင်ရင်တလုံးလောက်စားကြည့်လိုက်ပါဘယ်စီရင်ခံစားထက်မဆိုပိုတီးကြတယ်စားလို့တခုခုဖြစ်သွားရင်အခုချက်ချင်းကျမရှင်နဲ့အတူရုံးကိုလိုက်ခဲ့မယ်တွန်းလဲကိုလည်းရှင်တို့ကြိုက်တယ်လို့ရိုက်ခွဲလို့ရတယ်လို့ပြက်ပြက်သားသားရှင်းပြလိုက်တယ်တာဝန်ရှိသူကပေးလာတဲ့ဝက်ဦးကိုပါဆက်ထဲထည့်စားကြည့်လိုက်တယ်ပြီးတော့မျက်လုံးပြူးသွားပြီးပါဆက်ကိုလက်ကင်ပေါ်အားနဲ့တုတ်ကာဒါယူနေနေတာပဲဒီအသားကအရန်တက်ရှင်းနေတာပဲအစိုးရစားတောက်ဆိုင်ကဟင်းထက်တောင်ရတာရှိသေးတယ်ဘသူကရှောက်ပြီးတိုင်ကြားတာလဲငါအခုချက်ချင်းသူ့ဆိုင်ကိုသွားချိတ်ပိတ်မယ်လို့ဒေါသတကြီးပြောလိုက်တယ်အဲ့ဒီတော့မှတိုင်ကြားတဲ့လက်ဖက်ရည်ကျက်ဦးရောင်းတဲ့အတော်ကြီးနဲ့ဝန်ချမ်းယူတို့လည်းကြောက်လန့်ပြီးထွက်ပြေးသွားကြပါတော့တယ်တာဝန်ရှိသူကရှောင်းနံကိုလှည့်ကြည့်ပြီးဒူမလေးတောင်းပန်ပါတယ်ငါတို့အလုံးမှာလက်ဟင်းမှုတွေရှိသွားတယ်မင်းရဲ့ဟင်းကတကယ်ကောင်းတဲ့တန်ရှင်းမှုလည်းရှိတယ်ဆိုင်ကပြဿနာမရှိဘူးဒါနဲ့ငါ့ကိုနှစ်ပွဲလောက်ထုတ်ပေးပါဦးအိမ်ကလူတွေကိုမြည်ကြည့်ခိုင်းမလို့ပြီးတော့မနှက်ဖြန်အားရင်ရုံးကိုလာပြီးကျမကြီးထောက်ခံချက်လာလုပ်လိုက်ဦးနော်လို့ပြုံးပြီးပြောလိုက်တယ်ဟုတ်ကဲ့ပါရှင်လို့ဝမ်းသာအားရပြန်ဖြေလိုက်တယ်တာဝန်ရှိသူပြန်သွားတော့လူအုပ်ကြီးကိုလှည့်ကြည့်ပြီးကြေညာလိုက်တယ်အားလုံးပဲမြင်တဲ့အတိုင်းတာဝန်ရှိသူကိုယ်တိုင်စစ်ဆေးပြီးသွားပြီးကိုယ်တိုင်လည်းမြည်ကြည့်သွားပြီးအရာအားလုံးကပွင့်လင်းမြင်သာမှုရှိတယ်မြင့်မားတဲ့အပူချိန်နဲ့ပိုးတက်ထားလို့တန်ရှင်းရဲ့အတွက်လုံးဝအာမခံတယ်ဒီနေ့ဝက်ဦးတွေအားလုံးကိုတရားဝင်အတိအမှတ်ပြုပြီးပြီဆိုတော့ဒီနေ့အတွက်အထူးစီစဉ်နေနဲ့အားလုံးကို20%လျှော့ပေးမယ်
အခုပဲဆက်ရောက်ပါပြီရှင်အဲ့ဒီအခါလူအုပ်ကြီးကဝမ်းသာအားရနဲ့အလူအယက်ဝဲကြပါတော့တယ်ညဘက်ရောက်တော့ဆက်ပြီးလေးစီးပြီးအသားစက်ရုံကိုသွားပါတယ်အဲ့ဒီမှာစက်ရုံတာဝန်ခံလူကြီးကဝန်ချမ်းယူနဲ့အတူထိုင်နေတယ်ကျမရဲ့ပစ္စည်းတွေရောပစ္စည်းမရှိဘူးနောက်လည်းမပေးနိုင်တော့ဘူးလို့လူကြီးကပြက်ပြက်သားသားဖြစ်ရဲ့ကျမတို့တပတ်စာချုပ်ချုပ်ထားတာလေဒီနေ့မှ3ရက်မြောက်ပဲရှိသေးတယ်ဒါဒီနေ့အတွက်ပိုက်ဆံလို့ပြောပြီးပိုက်ဆံကိုစားပွဲပေါ်တင်လိုက်တယ်ဝန်ချမ်းယူကဝင်ပြီးစီကန်းတွေပြောင်းသွားပြီးစက်ရုံမှုကအမိန့်ပေးထားတဲ့စွန့်ပစ်ပစ္စည်းအလုံးကိုတစုတစည်းတည်းဖျက်ဆီးပြရမယ်တဲ့ဝက်ဦးတစ်ချောင်းတောင်အပြင်ကိုပေးမထွက်ရဘူးနင်ပိုက်ဆံပေးလဲအလားကားပဲလို့လောင်ပြောင်လိုက်တယ်တော်လိုက်တော့ဟမ်မဆောင်ပါနဲ့တော့နင်တို့ပိုက်ဆံနည်းနည်းလေးနဲ့ကစားနေတာမလားလို့ဒေါသတကြီးပြန်ပြောတယ်ဝန်ချမ်းယူကမထီမဲ့မြင်နဲ့ငါဦးလေးကသူ့ကို900ပေးပြီးနင်းစီကိုပစ္စည်းလုံးဝမရောက်အောင်ဖျက်ခိုင်းထားတာနင်လုံးဝဈေးမရောက်နိုင်အောင်လုပ်ပြမလို့ပဲလို့ပြောင်းကြကြဝန်ခံလိုက်တယ်နင်တို့စာချုပ်ဖောက်ဖျက်တာပဲဖောက်ဖျက်တော့ဘာဖြစ်လဲရဲစခန်းသွားတိုင်လေးသွားတိုင်လိုက်ဒီမျိုးမှာနင့်လိုစင်းရဲသားတယောက်ကိုဘသူကဂူးဆိုင်မှာလဲငါတိကျင်နေမနဲ့ဖြန်နင်းပါသွားရောက်မလဲရှင်တွေကိုအလုသမားတွေစားအောင်သွားရောက်မလားလို့အားပါတရရဲမောပြီးလောင်ပြောင်နေကောင်းပြီလေမှတ်ထားလိုက်တနေ့ကျရင်ရှင်ကိုယ်တိုင်ကျမစီလာပြီးတောင်းပန်ရလိမ့်မယ်လို့လူကြီးကိုလက်ညှိုးထိုးပြောပြီးပြန်ထွက်လာခဲ့ပါတယ်အိမ်ရောက်တော့ဖခင်ဖြစ်သူကပစ္စည်းတွေရောဘာလို့ဘာမှမပါလာတာလဲတမီးလို့မေးတယ်လူခံလိုက်ရတဲ့အဖေဝန်ချမ်းယူကအသားဆက်ယုံကလူကြီးကိုပိုက်ဆံပေးပြီးပိတ်ခိုင်းလိုက်တာဘာဒါဆိုမနဲ့ဖြန်ဘလို့လုံးမလဲငါတို့စီမှာလူ10ကနန်းလောက်ရဲ့စပေါ်ငွေတွေရှိသေးတယ်လေပစ္စည်းမရှိရင်အလုသမားတွေကငါတို့ဆိုင်ကိုဖျက်ဆီးပစ်လိုက်မယ်ငါတို့ရဲ့ဂုံတိတ်ခါလည်းအကုန်ကြပြီလို့စိုးရိမ်နေကြီးပြောရှာတယ်ရှောင်းနန်ကမြေုံကိုကြည့်ပြီးဆုံးဖြတ်ချက်ချလိုက်တယ်စပေါ်ငွေတွေပြန်မပေးဘူးဈေးဆက်ရောက်မဲ့ပစ္စည်းကိုတခြားနေရာကသွားရှာမယ်ဒီမှာဒါဟွိုင်ရွာငါတို့ရွာနဲ့မိုင်30ဝေးတယ်အဲ့ဒီရွာကဝက်မွေးတဲ့နေရာလို့နာမည်ကြီးတယ်အဲ့ဒီမှာပစ္စည်းတွေချပေါက်ရှိရမယ်မိုင်30ဆိုတာအသွားပြန်မိုင်60တောင်ရှိတာညာကြီးမိုးကျုပ်လမ်းမှာမိတလုံးတောင်မရှိဘူးတမီးလိုမိန်းကလေးကဆက်ပြီးစုပ်လေးနဲ့ဘလို့သွားမလဲလို့တားပါတယ်အချိန်မရှိတော့ဘူးအဖေသွားမရမယ်လို့ပြောပြီးဆက်ပြီးလေးနဲ့ညာတွင်ချင်းခီးထွက်လာခဲ့တယ်လမ်းမှာချော်လဲလို့လက်တွေခြေထောက်တွေပုံးမဲ့သွေးထွက်သွားပေမဲ့မစုံမနစ်ပဲဆက်သွားခဲ့ပါတယ်ရွာကိုရောက်တော့ဝက်တက်နေရဲ့ဦးလေးကြီးတယောက်ကိုတွေ့တာနဲ့အပြေးလွှားမိလိုက်တယ်ဦးလေးကျမဝက်ဦးတွေအမြဲတမ်းဝယ်ခြင်းနဲ့ဒီကလူတွေနေ့တိုင်းဝက်ပဲနှစ်ကောင်တက်လဲအယောင်းဝယ်အေးတဲ့အချိန်ဆို9ကောင်10ကောင်အယောင်းတွက်ရင်10ကောင်ကျော်တက်တယ်ဒါဆိုဝက်ဦးတွေအကုန်လုံးကျမယူမယ်တစ်ချောင်းကိုငါးပြပေးမယ်ကျမအတွက်အိမ်တိုင်းစီကနေလိုက်စုပေးပါဒါကစပေါ်ငွေလို့ပြောပြီးပိုက်ဆံကန်ပေးလိုက်တယ်ဦးလေးကြီးကဝမ်းသာအားရနဲ့ရတယ်စိတ်ချငါအကုန်လိုက်စုပြီးတေချာထုတ်ပိုးပေးထားမယ်အဲ့ဒီအချိန်မှာဘေးကသွေးခဲတွေကိုတွေ့ပြီးဒါပါလဲဦးလေးကျမဒါတွေလဲယူမယ်တစ်စက်လုံးကိုတပြားပေးမယ်ဒါကဝက်သွေးလေဘသူမှမစားဘူးမြေသားစာလုပ်ဖို့စုထားတာပိုက်ဆံမယူပါဘူးဒီတစ်စက်လုံးအလားကားပေးမယ်မနေ့ပြန်လဲထက်ချန်ထားပေးဦးမယ်လို့ပြောပြီးဝက်ဦးတွေနဲ့အတူတေချာထုတ်ပိုးပေးလိုက်ပါတယ်နောက်နေ့ညနေဘက်စက်ရုံရှိမှာဈေးဝယ်မဲ့သူတွေကစောင်းရင်ကြီးညူနေကြတယ်နားနာရီတောင်ထိုးတော့မယ်ဘာလို့မလာသေးတာလဲငါတော့စပေါ်ငွေပေးထားတယ်ပြင်းများပြေးသွားပြီလားမသိဘူးအဲ့ဒီအချိန်မှာဝန်ချမ်းယူကအေးပူလင်းလေးကင်ပြီးရောက်လာတယ်ပြီးတော့အလုသမားတွေကိုကြည့်ပြီးအောင်ပွဲခံတဲ့အပြုံးနဲ့ပြောနေပါတော့တယ်သူလာမှမဟုတ်တော့ဘူးဗျာသူ့ဆိုင်လဲပိတ်သွားပြီးသူ့မှာဝက်ဦးတစ်ချောင်းတောင်မရှိတော့တာဘာနဲ့ဟင်းချက်ရောက်မလဲရွှင့်တွေနဲ့ချက်ရောက်မလားခင်များတို့ရဲ့စပေါ်ငွေတွေယူပြီးထွက်ပြေးသွားတာမင်းပါတွေရှောက်ပြောနေတာလဲလို့အလုသမားတယောက်ကဒေါသတကြီးပြန်អော်တဲ့အချိန်မှာပဲရှောင်းနန်ကတွန်းလဲလေးကိုအပြုတ်တွန်းရင်ကိဝကိုရောက်လာပါတယ်နေ့မှာဝက်ဦးမရှိတော့ဘဲနဲ့ဘလို့လို့ရောင်းမလဲလို့ဝန်ချမ်းယူကအန်ကြတာကြီးမေးတယ်သူမကဘာမှပြန်မပြောပဲတဲအိုးဖုံးကိုဝုန်းခနဲ့ဖွင့်လိုက်ပြီးကြီးညာလိုက်တယ်ဒီနေ့အစ်စ်အနေနဲ့တွေးခဲဝက်ဦးရောက်မှမယ်ရှင်စပေါ်ငွေပေးထားတဲ့သူတွေကတော့အခမဲ့အဆင့်မြင့်ပြီးစားလို့ရမယ်ကဲအခုပဲလာယူကြပါအလုသမားတွေကအလူအရက်တိုးဝေပြီးယူစားကြတယ်ဝက်ဦးကိုပါဆက်ထဲထည့်စားကြည့်လိုက်တာနဲ့အားလုံးမျက်လုံးပြူးသွားပြီးအော်ဟစ်ချီကျူးကြတော့တာပဲနက်ဖျားပါလားမနေ့ကထက်ကို10ဆက်လောက်ပိုကောင်းသွားပြီကိုဒီအမွေးနှန်းကနှာခေါင်းရဲ့တင်မကဘူးဗိုက်ထဲကိုပါတိုက်ရိုက်ရောက်သွားတာပဲငါ့ကိုနှစ်ပွဲပေးငါ့ကို3ပွဲပေးလို့နေရအနှံ့ကစူညံစွာအော်ဟစ်ပြီးလူဝဲကြလို့ဆိုင်ရှိမှာကြိတ်ကြိတ်တိုးစီကားသွားပါတော့တယ်တစ်ဖက်မှာတော့စီမံခန့်ခွဲရေးရုံးကတာဝန်ရှိသူကအသားဆက်ယုံကတာဝန်ခံလူကြီးကိုတွေ့ပြီးဒေါသတကြီးကျိမ်းမောင်းနေတယ်ငါမင်းကိုမျက်နှာမตาလို့မဟုတ်ဘူးမင်းကိုယ်တိုင်မင်းဆက်ယုံရဲ့နောက်ပတ်လမ်းကြားမှာသွားနှံ့ခံကြည်စံအနှံ့ဆိုးတွေလွတ်နေလို့ရက်ကွက်ကလူတွေအကုန်လုံးငါယုံကိုဖုံးဆက်ပြီးတိုင်နေကြပြီးအခုချက်ချင်းသွားမရှင်းဘူးဆိုရင်ငါမင်းရဲ့ဆက်ယုံမှုရာထူးကိုပါဖြုတ်ပစ်မယ်ဆက်ယုံမှုကအလောတကြီးပြေးသွားပြီးတာဝန်ခံလူကြီးကိုပောက်ကွဲတော့တယ်မင်းဘာလုပ်နေတာလဲနေတိုင်းအမိုက်တိတ်တဲ့သူရှိရတာနဲ့ဘာလို့ဒီအမိုက်တွေကိုတောင်းလိုပုံနေအောင်ထားတာလဲအခုငါတို့ဆက်ယုံပိတ်ခံရမယ်အခြေအနေရောက်နေပြီးတော့ဒဏ်ငွေ2000လဲအရိုက်ခံရတယ်ဆက်ယုံမှုအရင်တုန်းကတော့နေတိုင်းလာယူတဲ့ကောင်မလေးတယောက်ရှိတယ်ဒါပေမဲ့ဒီရက်ပိုင်းသူမလာတော့လို့ပါသူဘာလို့မလာတာလဲမင်းတယောက်စီကနေlapစားပြီးသူ့ကိုမလာခိုင်းတာမလားငါမသိဘူးမင်းအခုချက်ချင်းအဲ့ဒီကောင်မလေးကိုသွားခေါ်ခဲ့မဟုတ်ရင်မင်းအခုချက်ချင်းအလောက်ကထွက်ဒဏ်ငွေ2000ကိုလည်းမင်းလာစားတဲ့ကနေဖြတ်မယ်လို့ရာဇတန်ပေးလိုက်ပါတော့တယ်တာဝန်ခံလူကြီးကဆိုင်ကယ်ကိုဝုန်းခန်းနဲ့ဆက်တက်နိုးပြီးဝန်ချမ်းယူစီပြေးသွားတယ်ပြီးတော့အင်ဂျီကော်လာကိုဆွဲဆောင်ပြီးဒေါသတကြီးအော်ဟစ်တော့တယ်မင်းပါတွေလှုပ်ထားတာလဲမင်းငါကိုဘာလို့ခိုင်းလိုက်တာလဲငါလှုပ်တောင်ပြုတ်တော့မယ်ဒဏ်ငွေ2000လဲအရိုက်ခံရတယ်ငါမင်းကိုအလို့မပေးဘူးအခုချက်ချင်းစက်ယုံကိုလိုက်ခဲ့အဲ့ဒီဝက်ဦးပုတ်တွေကိုမင်းကိုယ်တိုင်သွားစားမဟုတ်ရင်မင်းခြေထောက်ကိုငါရချိုးပစ်မယ်နောက်ဆုံးမှာတော့ရဲတွေရောက်လာပြီးဝန်ချမ်းယူကိုဖမ်းချုပ်လိုက်ကြတယ်ဦးလေကျွန်တော်မသွားပါတယ်တောင်းပန်ပါတယ်ကျွန်တော်ပိုက်ဆံတွေနှစ်ဆက်ပြန်ပေးပါမယ်လို့ငိုယိုပြီးဘလောက်ပဲတောင်းပန်အဖမ်းခံရတာကိုမလွတ်နိုင်ခဲ့ပါဘူးညနေဘက်ရှောင်းတဲ့အိမ်ပြန်လာတော့စက်ယုံကတာဝန်ခံလူကြီးကအိမ်ရှိမှာခါလေးညွတ်ပြီးစောင့်နေရှာတယ်လင်းသူသေးငါတောင်းပန်ပါတယ်အရင်လိုပဲပြန်ပြီးအလုပ်တွဲလုပ်ကြရအောင်ပါနော်ဒါကစက်ယုံမှုကိုယ်တိုင်လက်မှတ်ထိုးထားတဲ့အနေဆုံးစင်းလုံးတွေအခုတော့အခြေအနေတွေပြောင်းသွားပြီးလို့ပြောပြီးစာရက်တရက်ထုတ်ပေးလိုက်တယ်
ပထမအချက်ဒီနေ့ကစားပြီးစက်ရုံကဝက်ဦးအားလုံးကိုအခမဲ့ပေးရမယ်တာဥတီယအချက်ဝက်ဦးတွေကိုနေတိုင်းငါအိမ်ကိုကားနဲ့တန်ရှင်းစွာပို့ပေးရမယ်တတိယအချက်တီးတန့်စာချုပ်ချုပ်ရမယ်ငါကလွဲပြီးတခြားဘသူကိုမှမပေးရဘူးအကယ်လေစာချုပ်ဖောက်ဖျက်ရင်ငါကိုရော်ကြီး800ပေးရမယ်ငါလက်မှတ်ထိုးမယ်မနေ့ဖြန်မနေ့9နာရီတီတီပစ္စည်းတွေအရောက်ပို့ပေးမယ်လို့တောင်းခံလူကြီးကပြပြတလဲပြောပြီးကပ်ပြကြလက်မှတ်ထိုးပေးလိုက်ပါတယ်မနေ့မိုးလင်းတော့ရက်ွက်ထဲကတမာတမတ်ရှိပြီးအလုတ်စူးစားတဲ့အတော်ကြီး2ယောက်ကိုအိမ်ခေါ်ပြီးအလုတ်ခန့်လိုက်တယ်အတော်တို့ကိုပဲအလုတ်ခန့်လိုက်မယ်ဒါပေမဲ့စီကန်း3ချက်တော့ရှိတယ်ပထမလက်သေးတို့ညက်ရမယ်ဒုတိယအလုတ်လုံးနေချိန်စကားများမပြောရဘူးရှို့ဝက်ချက်တွေကိုမမေးရဘူးတတိယအလုတ်ခွင်မှာခိုးဝက်တာမလုပ်ရဘူးဖောက်ဖျက်ရင်အခုချက်ချင်းအလုတ်ထုတ်မယ်ရှင်းလားရှင်းပါတယ်သမီးရဲ့လို့ဝမ်းသာအားရပြန်ဖြေပြီးဝက်ဦးတွေကိုစနစ်တကျထိုင်စေကြတော့တယ်အိမ်ထဲရောက်တော့ဖခင်ဖြစ်သူလင်းနာချန်ကိုစည်ရင်းစာအုပ်လေးကမ်းပေးလိုက်တယ်အဖေခြေတော့လဲကောင်းနေပြီဆိုတော့အခုကစားပြီးအဖေစည်ရင်းမဲ့ရမယ်နေ့တိုင်းဝင်ငွေထွက်ငွေအရင်အမျက်အကုန်လုံးကိုတေချာမဲ့ရမယ်နော်အဖေဖြစ်သူကဝမ်းသာအားရပြုံးပြီးသမီးစိတ်ချပါအဖေရှိနေတဲ့ရွေးတပြားမှမမားစေရဘူးလို့ပြောပြီးစည်ရင်းတွေတေချာစတင်မှတ်သားပါတော့တယ်အချိန်တွေကုန်လွန်ပြီးစောင်းရတီရောက်လာတဲ့အခါဈေးဝယ်သူတွေကတွန်းလဲပေးမှမတက်ရရင်ကြီးသွားလာကြတယ်ရာဒီဥရုကအေးလာပြီးခောက်ဆွဲတွေကလည်းမြ мян အေးသွားတော့စားရတာအဆင်မပြေတော့ဘူးနော်ရှောင်းနန်ကသူမဆွဲထားတဲ့မိဖို့ပုံစံပုံချမ်းကိုကြည့်ပြီးတွေးရောနေရဲ့အဲ့ဒီအချိန်မှာလီချန်ကသတင်းစာတစ်ဆောင်ကင်ပြီးအပြေးရောက်လာတယ်ရှောင်းနန်မြ мян ကြည့်လိုက်စမ်းပါဦးသတင်းစာထဲမှာအစိုးရပိုင်ဟုံရှင်းစားတောက်ဆိုင်ကိုအရှုံးပေါ်လို့အခြားသူစီလွှဲပြောင်းပေးမိလို့ရေးထားတယ်အစိုးရစားတောက်ဆိုင်လားလို့အန်ကြတာကြီးမေးလိုက်တယ်ဟုတ်တယ်ငါတို့မြို့မှာလူများဆုံးသွားလာတဲ့လမ်းစုံမှာရှိတာဘေးမှာရုပ်ရှင်ရုံနဲ့ကုန်တိုက်ကြီးလည်းရှိတယ်ရွှေလိုတန်ဖိုးရှိတဲ့နေရာပဲကွာငါစုံစမ်းကြည့်တော့စီမံခန့်ခွဲရေးရုံးကမြ мян လွှဲပေးချင်နေတာတစ်နှစ်စာ9ရန်ခန့်နဲ့လွှဲပြောင်းခကိုတခါတည်းအပြတ်ပေးရမယ်တဲ့ရှောင်းနန်ကစည်ရင်းစာအုပ်လေးကိုဖွင့်ကြည့်လိုက်ပြီးတွက်ချက်လိုက်တယ်စုစုပေါင်းငွေသား2340ကျပ်ရှိတယ်အဲ့ဒါဘယ်လောက်ပေးရမှာလဲလို့အဖေဖြစ်သူကဝင်မေးတယ်အနည်းဆုံး2000လောက်တော့ပေးရမယ်လို့လီချန်ကဖြေတယ်ရှောင်းနန်ကချက်ချင်းထရက်လိုက်ပြီးအဖေသမီးဆိုင်သွားကြည့်လိုက်ဦးမယ်လို့ပြောပြီးအပြင်ထွက်လာခဲ့တယ်လီချန်လည်းနောက်ကနေလိုက်သွားတယ်အခုညကြီးမိုးကြုပ်ဘလို့လုပ်မြင်ရမှာလဲဟာပထမဆုံးနေရာကိုအရင်သွားကြည့်မယ်ပြီးရင်ပတ်ဝန်းကျင်အခြေအနေကိုလေ့လာမယ်မနေ့ဖြန်မနေ့စောစောစီမံခန့်ခွဲရေးရုံးကိုတိုက်ရိုက်သွားပြီးဈေးပြိုင်ဆွဲမယ်လို့ပြက်ပြက်သားသားဆုံးဖြတ်လိုက်တယ်မနေ့မိုးလင်းတော့သူငယ်ချင်း2ယောက်အစိုးရစားတောက်ဆိုင်ဟောင်းကိုတွားလေ့လာကြတယ်ပြီးတာနဲ့စီမံခန့်ခွဲရေးရုံးကတာဝန်ရှိသူလောင်းလီဆိုတဲ့လူကြီးစီတွားတွေ့ကြတယ်2000ပါတစ်နှစ်စာ9ရန်ခတခါတည်းအပြက်ပေးရမယ်ပြီးတော့ဆိုင်ထဲကပျက်စီးနေတဲ့ပစ္စည်းတွေအတွက်900ထပ်ပေးရမယ်တပြားမှရှော့မပေးနိုင်ဘူးလို့လောင်းလီကပြက်ပြက်သားသားစီပြောတယ်ရပါတယ်နေ့လယ်2နာရီကြာရင်ပိုက်ဆံယူလာပြီးစာချုပ်လာကြုံမယ်လို့ကတိပေးပြီးပြန်ထွက်လာခဲ့တယ်နေ့လယ်ရောက်လို့စီမံခန့်ခွဲရေးရုံးကိုပြန်လာတဲ့အခါအခန်းထဲမှာဝန်ချမ်းယူရဲ့အဖေကန်ထရိုက်တာကြီးဝန်ဖူကွေးရောက်နေတာကိုတွေ့လိုက်ရတယ်မင်းကလင်းနာချန်ရဲ့တမီမလားလို့လောင်ပြောင်တဲ့လေတန်းနဲ့မေးလိုက်တယ်ရှောင်းနန်ကသူ့ကိုဂယူးမဆိုင်ပဲလောင်လီရှိမှပိုက်ဆံအိတ်ကိုချလိုက်တယ်2500ပါလောင်လီတေချာရေးတွက်ကြည့်ပါစာချုပ်ချုပ်ကြရအောင်လောင်လီကချောင်းဟန့်လိုက်ပြီးဟန်ကိုဖို့လုပ်နေတယ်ရှောင်းနန်အခြေအနေပြောင်းသွားပြီးသူသေးဝန်က6000ပေးမယ်တဲ့မင်းလည်းတည်တဲ့အတိုင်းဒါကအစိုးရပိုင်ပစ္စည်းလေးဈေးများဆုံးပေးနိုင်တဲ့သူကိုပဲပေးရမှာဒါကြောင့်ဒီဆောက်အောင်ကိုသူ့ကိုပဲပေးလိုက်ပြီးမနေ့ကပဲ2500လို့ပြောထားတယ်လေဘသူကအရင်ပိုက်ဆံပေးလဲဆိုတာပဲအရေးကြီးတာမဟုတ်ဘူးလားနှုတ်ကတိကဘလို့လို့အတီးဖြစ်မှာလဲမင်းလည်းမရိုးပါနဲ့မင်းအခု6000ပေးနိုင်ရင်မင်းကိုပဲငားမယ်လို့စကားကိုလှည့်ပတ်ပြောတယ်ဝန်ဖူကွေးကထက်လိုက်ပြီးဝင်ကြွားတယ်ငါသားပြောတာမှန်တယ်မင်းကတော်တော်မောက်မာတာပဲကောင်မလေးတယောက်တည်းနဲ့လမ်းဘေးမှာဝက်ဦးရောင်းယုံနဲ့ဒီလိုနေရာမျိုးကိုမမောနေရဲ့ပေါ့ငါပြောလိုက်မယ်ဒီနေရာကိုငါတိမ့်လိုက်ပြီးအဆောက်အုံကိုဖြိုပြီးငါရဲ့ဆောက်လုပ်ရေးပစ္စည်းတိုးလောင်ယုံလုပ်ပြမယ်ပြီးတော့သူကလောင်လီကိုလှည့်ပြီးလောင်လီစာချုပ်တာမြ мян ကျုပ်လိုက်မနှက်ဖြန်ကြရင်ငွေစင်းကနေတဆင့်ပိုက်ဆံလာပေးမယ်လို့ပြောပြီးစာချုပ်မှာလက်မှတ်ထိုးလိုက်တယ်ရှောင်းနန်ကဒေါသတကြီးနဲ့စိုက်ကြည့်ပြီးသူက6000ပေးတယ်ဆိုတာအဲ့ဒီထဲက2000ကရှင့်အတွက်လမ်းငွေမဟုတ်လားလို့ထိမိခိုက်မိမေးချလိုက်တယ်လောင်လီကလန့်သွားပြီးမျက်နှာပြက်သွားတယ်မင်းပါတွေရှောက်ပြောနေတာလဲမင်းကငါ့ကိုဆွဆွဲတာပဲဒီနေရာမှာလာမရှုံးနဲ့လုံခြုံရေးခေါ်ပြီးမင်းကိုအပြင်းတင်ထုတ်ခိုင်းလိုက်ရမလားလို့အော်ဟစ်ဖုံးကွယ်တယ်ရှောင်းနန်လည်းအိတ်ကိုဆွဲပြီးပြန်ထွက်လာခဲ့တယ်အပြင်ရောက်တော့ဝန်ချမ်းယူကမျက်နှာမှာဒဏ်ရာတွေနဲ့ပြေးလာပြီးလောင်နေစင်ရဲတမ်းနင်ကများစားတော့ဆိုင်ကြီးဖွင့်ကျင်သေးတယ်ပေါ့ပြန်ပြီးနင်းရဲ့တွန်းလဲစုပ်လေးကိုပဲတွားတော့နေလိုက်တော့ဟာရှောင်းနန်ကရက်ွက်လူကြီးုံကိုတန်းသွားပြီးဥက္ကဋ္ဌတော်ကြီးကိုလက်ဆောင်တွေပေးလိုက်တယ်ဥက္ကဋ္ဌကြီးပြဿနာအကြီးကြီးဖြစ်နေပြီးဟုံရှင်းစားတော့ဆိုင်ကိုစောက်လုပ်ရေးပစ္စည်းတိုးလောင်ယုံဖြစ်ပြောင်းတော့မယ်တဲ့ဘာစောက်လုပ်ရေးပစ္စည်းတိုးလောင်ယုံဘသူပြောတာလဲအဲ့ဒီနေရာကငါတို့ရက်ွက်ရဲ့အဓိကဂိတ်ပေါက်လေးလို့အန်ကြတာကြီးမေးတယ်ကန်ထရိုက်တာဝန်ဖူကွေးလေသူကစီမံခန့်ခွဲရေးရုံးကလောင်လီနဲ့ညှိနှိုင်းပြီးကျမကိုယ်တိုင်ကြားခဲ့တာတွေ့ကြည့်ပါတိုးလောင်ယုံဆိုရင်နေတိုင်းကုန်တင်ကားကြီးတွေအဝင်ထွက်လုပ်နေမှာကားတွေဝင်ထွက်ရမှာကလည်းဂိတ်ပေါက်ကပဲလေနေတိုင်းကုန်တင်ကုန်ချလုပ်ရင်ဖုန်တွေကလည်းအများကြီးရဲ့လေတိုက်ရင်အိမ်တိုင်းရဲ့ပြတင်းပေါက်တွေကနေတဆင့်အိမ်ထဲဝင်လာမှာလန့်ထားတဲ့အဝတ်တွေလည်းဖုန်တွေပေးကုန်မှာပဲလို့တေချာရှင်းပြတယ်ပြီးတော့ဆက်ပြီးစိုးကြိုးတွေကိုထောက်ပြတယ်ညဘက်ကုန်တင်ကုန်ချလုပ်ရင်လည်းစူညံတန်တွေထွက်မယ်ရက်ကွက်ကလူတွေဘယ်လိုလုပ်အိတ်လို့ရတော့မလဲအစိုးဆုံးကကုန်တင်ကားကြီးတွေကမျက်ကွက်ထောင်းတွေများတဲ့ရက်ကွက်ထဲမှာကလေးတွေပြေးလွှားစော်ကစားနေကြတာကားနဲ့များတိုက်မိရင်လုံခြုံပါဦးမလားဥက္ကဋ္ဌကဒေါသထွက်သွားပြီးသူရဲလိုက်တာအဲ့ဒီနေရာကငါတို့ရက်ကွက်ကလူအိုတွေရဲ့အသက်သွေးကြောအဝင်ထွက်လမ်းပဲသူကအဲ့ဒီနေရာမှာတိုးလောင်ယုံလာဆောက်ရဲတယ်ပေါ့ငါသူ့ကိုအလို့မပေးဘူးအဲ့ဒါလောင်လီကသူ့သဘောနဲ့သူလှုပ်ထားတာမနှက်ဖြန်သူတို့စာချုပ်ချုပ်တော့မှာဥက္ကဋ္ဌကြီးအခုလောလောဆယ်တခုတည်းသောနေလန်းကရက်ကွက်ကလူတွေအကုန်လုံးစုပြီးဒီကိစ္စကိုဆန္ဒပြဖို့ပဲစီမံခန့်ခွဲရေးရုံးကအတွင်းရေးမှူးဝန်စီတိုက်ရိုက်သွားတိုင်ရမယ်သူမှပဲလောင်လီကိုထိန်းချုပ်နိုင်မှာလို့အကြံပေးလိုက်တယ်ဥက္ကဋ္ဌကချက်ချင်းထည့်ပြီးအော်ပြောလိုက်တယ်ရှောင်းလွန်ရှောင်းဝမ်အကုန်ထက်ကြအချိန်ဆွဲမနေနဲ့အတန်ချက်ဆက်တွေယူပြီးအိမ်တိုင်းကိုလိုက်ခေါ်ကြခဏနေတော့ရက်ကွက်ကလူတွေအကုန်လုံးစီမံခန့်ခွဲရေးရုံးရှိမှစုယုံပြီးအော်ဟစ်ဆန္ဒပြကြတော့တယ်မတရားတဲ့စီမံကိန်းကိုကန့်ကွက်တယ်
ရက်ကွက်ရဲ့ပတ်ဝန်းကျင်ကိုကာကွယ်ပေးပါဥက္ကဋ္ဌကလူအုပ်ကြီးကိုအားလုံးစိတ်မလောကြနဲ့လို့ထိန်းနေတော့မှဝမ်ဖူကွေးကကားနဲ့ရောက်လာတယ်လောင်လီလည်းအပြင်ကိုထွက်လာတဲ့အတွင်းရေးမှူးဝန်လည်းအတန်ချက်ဆက်ကင်ပြီးပြေးထွက်လာကအော်ပြောတယ်အားလုံးတိတ်တိတ်နေကြပါတိတ်တိတ်နေပါညှိနှိုင်းလို့ရပါတယ်ဥက္ကဋ္ဌကအတွင်းရေးမှူးဝန်ကိုရင်ဆိုင်ပြီးလောင်ဝမ်ဘာလို့ငါတို့ရက်ကွက်ကိတ်ပေါက်မှာဆောက်လုပ်ရေးပစ္စည်းတိုးလောင်ယုံလောက်ခွင့်ပေးရတာလဲဘသူကခွင့်ပြုလိုက်တာလဲတာဝန်ရှိသူထွက်လာပြီးရှင်းပြပါလို့အော်ဟစ်တောင်းဆိုလိုက်တယ်အတွင်းရေးမှူးဝန်ကလောင်လီကိုလှည့်ကြည့်ပြီးအန်ကြတာကြီးမေးလိုက်ပါတော့တယ်လောင်လီဒါဘလို့ဖြစ်ရတာလဲဟုံရှင်းစားတောက်ဆိုင်ကိုစားတောက်ဆိုင်ဖွင့်မဲ့ကောင်မလေးစီလွှဲပေးမယ်လို့သဘောတူထားပြီးပြီမဟုတ်လားဒီတိုးလောင်ယုံကဘယ်ကရောက်လာတာလဲအဲ့ဒီအချိန်မှာရှောင်းနန်းကလူအုပ်ကြားထဲကနေထွက်လာပြီးယုံကြည်မှုရှိရှိဝင်ပြောလိုက်တယ်အတွင်းရေးမှူးဝန်ကျမနာမီကလင်းရှောင်းနန်းမှာဥက္ကဋ္ဌကြီးပြောတဲ့စားတောက်ဆိုင်ဖွင့်ကျင်တယ်ဆိုတဲ့သူကကျမပါဟုံရှင်းစားတောက်ဆိုင်ကိုလွှဲယူပြီးရှို့ဝက်ဟင်းခတ်အမွေးကြိုင်တွေနဲ့ချက်တဲ့စားတောက်ဆိုင်ဖွင့်ကျင်တာပါညဉ့်ညမ်းမှုမရှိဘူးစူညံတမ်းမရှိဘူးရက်ကွက်ကိုအနောက်ရှက်မဖြစ်စေဘူးအခုချက်ချင်းငွေချေပြီးစာချုပ်ချုပ်လို့ရပါတယ်ရှင်ကောင်းပြီငါနဲ့လိုက်ခဲ့အခုချက်ချင်းစာချုပ်ချုပ်ပြီးတော့ပေးမယ်လို့ပြက်ပြက်သားသားဆုံးဖြတ်လိုက်တယ်ရုံးခန်းထဲကနေစာချုပ်နဲ့တော့ကိုကင်ပြီးပြန်ထွက်လာတဲ့အပြင်မှာတော့လောင်လီနဲ့ဝမ်ဖူကွေးတို့ကားပေါ်မှာမှိုင်တေတေနဲ့ထိုင်နေကြတယ်ရှောင်းနန်းကလောင်လီကိုလှည့်ကြည့်ပြီးပိုက်ဆံနဲ့စီကန်းကိုမဝယ်နိုင်ဘူးရှင်ရဲ့လက်ကွက်တွေနဲ့ကျမကိုဖြိုချလို့မရဘူးလို့ပြောပြီးဆိုင်ရှိရာကိုထွက်လာခဲ့တယ်စားတောက်ဆိုင်ကိုရောက်တော့တောက်ခတ်ထားတဲ့တကားကိုဖွင့်လိုက်တဲ့အထဲမှာကဖုန်လေးတက်ဟောင်းနှွမ်းနေပြီးအလင်းရောင်တောင်တေချာမဝင်ဘူးနောက်နေ့ညဘက်မှာတော့ဝမ်ဖူကွေးရဲ့ဆောက်လုပ်ရေးအလုပ်သမားတွေကဆိုင်ရှိမှာအမိုက်တွေလာပုံနေကြတယ်သူသေးဝမ်ကမနှက်ဖြန်လဲထက်လာပြစ်ဦးတဲ့တပတ်လောက်ဆက်ပစ်မယ်ဒီဆိုင်ကိုပိတ်သွားအောင်ကိုလုပ်မယ်တဲ့လို့ပြောပြီးအမိုက်တွေကိုပုံထားခဲ့ကြတယ်မနဲ့မိုးလင်းလို့ဆိုင်ရှိကအမိုက်ပုံကြီးကိုတွေးတော့ကူလုပ်ပေးနေတဲ့အတော်ကြီးတွေကဒေါသတကြီးနဲ့ဒါဘသူရဲ့ရုံမာတဲ့အလုပ်လဲဥက္ကဋ္ဌကြီးအခုချက်ချင်းရဲတိုင်လိုက်ဒါတေချာပေါက်ဝန်ချမ်းယူလို့တားဖလောက်တာပဲလို့ဝိုင်းပြောကြတယ်ရှောင်းနန်ကအမိုက်ပုံထဲကအုတ်ခဲတစ်လုံးကိုကောက်ယူကြည့်လိုက်ပြီးရဲမတိုင်နဲ့သူတို့ကအမိုက်လာပစ်တာဆိုတော့ဒဏ်ငွေနည်းနည်းပဲရိုက်ခံရမှာအဲ့ဒီလောက်နဲ့တော့သူတို့ကနာမမဟုတ်ဘူးလို့တားလိုက်တယ်ပြီးတော့အလုပ်သမားကောင်းဆောင်ဦးလေးကြီးကိုပိုက်ဆံတစ်ထပ်ပေးလိုက်ပြီးလူ15ယောက်လောက်ရှိတဲ့သုံးဘီကားတွေနဲ့တမျက်စီးတွေရှာပေးပါဒီနေ့ည7 နာရီဒီမှာစုပြီးကျမနဲ့အတူအလုပ်တစ်ခုသွားလုပ်မယ်လို့တေချာမှလိုက်တယ်ညဘက်ရောက်တော့အလုပ်သမားတွေကအမိုက်တွေကိုသုံးဘီကားပေါ်တင်နေကြတယ်ဆိုင်ရှိကိုပြောင်းစင်နေအောင်ရှင်အမိုက်14တောင်မကြံစေနဲ့အဲ့ဒီနောက်ရေပိုင်းနဲ့ဆိုင်ရှိကိုတေချာဆေးကြောလိုက်တယ်အားလုံးဆက်ပြီးပေါ်တက်ကျမနောက်ကလိုက်ခဲ့လို့ပြောပြီးရှေ့ကနေဆက်ပြီးလေးနဲ့ဥဆောင်သွားတယ်နောက်ကနေသုံးဘီကားတွေကအမိုက်တွေပြည့်နဲ့တန်းစီလိုက်လာကြတယ်သူတို့ရောက်သွားတဲ့နေရာကတော့ကြောက်မီသားစုဆောက်လုပ်ရေးကုမ္ပဏီဆိုတဲ့ဝမ်ဖူကွေးရဲ့ကုမ္ပဏီဂိတ်ပေါက်ရှိတယ်ဖြစ်တယ်ရှောင်းနန်ကလက်တီးကိုစုပ်ပြီးအကုန်လုံးကိုဒီဂိတ်ပေါက်ရှိမှာပုံလိုက်လို့အော်ပြောလိုက်တယ်သုံးဘီကားတွေအားလုံးကအမိုက်တွေကိုဂိတ်ပေါက်ရှိမှာတောင်လိုပုံချလိုက်ကြတယ်ပြီးတော့ဂိတ်ပေါက်ကတောခလောက်ကိုပါဒူးနဲ့ထူပြီးဖျက်ဆီးပစ်လိုက်တယ်နောက်နေ့မနက်မှာတော့တန်ပိုင်လုံးတွေကျိုးတွေအလေးတုံးတွေနဲ့ဆိုင်ကိုကိုယ်တိုင်စတင်ပြင်ဆင်มาတော့တယ်အဲ့ဒီနောက်ဆိုင်ဖွင့်ပွဲနေ့ရောက်လာတဲ့ဆိုင်ရှိမှာချင်းတေးကားတွေနဲ့စီကားနေရဲ့ဆိုင်ဘုတ်ပေါ်ကအနီရောင်ပိတ်စကိုဆွဲချွတ်လိုက်တော့လင်းချိုဝက်အရသာစားတောက်ဆိုင်ဆိုတဲ့ဆိုင်ဘုတ်ကြီးခန်းနာစွာပေါ်လာတယ်ဆိုင်ထဲမှာတော့ရှောင်းနန်ကအတော်ကြီးတွေနဲ့အတူဟင်းတွေကိုတေချာပြင်ဆင်ချက်ပြုတ်နေရဲ့အလုပ်သမားတွေလည်းဆိုင်ထဲမှာပြည့်နေပြီးအားရပါရစားတောက်နေကြတယ်ဒီဟင်းကလမ်းဘေးမှာစားရတာထက်အဆက်1000လောက်ပိုကောင်းတဲ့အရန်ပူနွေးပြီးအရသာရှိတာပဲတပွဲစားလိုက်ရင်3ရက်လောက်အလုပ်လုပ်နိုင်တယ်ဗျာလို့ချီးကျူးနေကြတယ်အဲ့ဒီအချိန်မှာကျောင်းဆရာရောက်လာပြီးရှောင်းနန်ဆိုင်ဖွင့်ပွဲအတွက်ဂုဏ်ပြုပါတယ်လို့ပြောရင်းလက်ဆောင်စာအိတ်လေးကိုကမ်းပေးလိုက်တယ်ပြီးတော့ဆရာကဂုဏ်ယူစွာနဲ့ဆရာရင်တုန်းကရုံးခန်းထဲမှာပြောခဲ့တဲ့စကားတွေအတွက်တောင်းပန်ပါတယ်ဆရာကအမြင်ကျင်းသွားတယ်မင်းလိုစီးပွားရေးပါရမီရှင်မျိုးကိုဆရာကဘယ်လိုလုပ်တင်ပေးနိုင်မှာလဲမင်းရွေးချယ်တဲ့လမ်းကမှန်ပါတယ်မင်းကအတန်းထဲကဗကြောင်းသားထက်မဆိုပိုပြီးအမြင်ကျဲွယ်လို့ချီးကျူးလိုက်တယ်ရှောင်းနန်ကဝမ်းသာအားရနဲ့အိတ်ကိုလက်ခံလိုက်ပြီးနောက်ဒီမှာမှတ်ထားလိုက်ဒုတိယထက်ကစားပွဲငါးဝိုင်းအားလုံးဒီနေ့အခမဲ့ပဲလို့ဝန်ထမ်းတွေကိုလမ်းပြောလိုက်တယ်ဆိုင်ရှိမှာတော့လင်းနာချန်ကအနောက်တိုင်းဝတ်စုံနဲ့တက်ရက်စွာရက်နေတယ်အိုးတာချန်အနောက်တိုင်းဝတ်စုံနဲ့အရန်ကြီးကောင်းတာပဲဆိုင်မှာလူလိုသေးလားငါတို့လည်းလာကူပေးခြင်းလို့ပန်းကန်ဆေးလဲရပါတယ်လို့အတော်ကြီးတွေကဝိုင်းပြောကြတယ်အားနာစရာပါပဲလောလောဆယ်တော့လူပြည့်နေပြီပြနောက်ပိုင်းလူလိုရင်ပထမဆုံးအတိပေးပါမယ်လို့ပြုံးပြီးရင်ကျေးစွာညင်းလိုက်တယ်ညဘက်ဆိုင်တိန်တော့စရင်တွက်နေကြတယ်လီချန်လဲဘေးကနေကြည့်နေတယ်စုစုပေါင်း1560 1560တောင်ဖျားရည်အရင်နှုတ်လိုက်ရင်အမျက်တီးတန့်1000ကျော်ရဲ့ရှောင်းနှန်းငါတို့တော့ချမ်းသာပြီဟေ့ဒီမျိုးမှာတေချာအခြေကျသွားပြီပဲလို့လီချန်ကအန်တာဝမ်းသာစွာအော်ပြောလိုက်တယ်မနှက်ဖြန်ငါပန်းသွားပြီးပိုက်ဆံတွေအကုန်သွားထားမယ်ဒီပိုက်ဆံတွေကငါတို့မိသားစုတစ်သက်လုံးကောင်းကောင်းနေနိုင်ဖို့လုံလောက်သွားပြီလို့ဖခင်ဖြစ်သူကမျက်ရည်ဝဲရင်ပြောရှာတယ်ဒါပေမဲ့ရှောင်းနန်ကမြေပုံကိုဖြန့်ချလိုက်ပြီးယုံကြည်မှုအပြည့်နဲ့ပြောတယ်ငါတို့မျိုးရဲ့ဈေးကွက်ကဒီလောက်ပဲရှိတာဒီနေ့ဖွင့်ပွဲမို့လို့လူများတာနောက်3လလောက်ဆိုရင်အခြေအနေငြိမ်သွားလိမ့်မယ်မနှက်ဖြန်ကစားပြီးအဖေကဒီဆိုင်ရဲ့စီမံခန့်ခွဲမှုအကုန်လုံးကိုတာဝန်ယူရမယ်ဒီပိုက်ဆံတွေကိုဘန်မာမအပ်ဘူးအကုန်လုံးကိုအရင်းနှီးအဖြစ်သုံးမယ်နောက်လာကြရင်ခရိုင်မျိုးကိုတွားပြီးပထမဆုံးဆိုင်ခွဲကိုတွားဖွင့်မယ်ခရိုင်မျိုးမှာတော့လင်းရှိုးဝက်အရသာစားတောက်ဆိုင်ဆိုတဲ့ဆိုင်ပုံးနဲ့တွန်းလဲကိုတွန်းပြီးဖခင်ဖြစ်သူကစတင်ဈေးရောက်နေတယ်အဲ့ဒီအချိန်မှာဖုံးဆက်လာတယ်ရှောင်းနန်ပြဿနာတက်ပြီးမြို့ပေါ်မှာငါတို့ကိုတူပါပြီးရှိုးဝက်အရသာဆိုပြီးရောင်းနေသူတွေအများကြီးပေါ်လာပြီးမြ мян ပြန်လာပြီးဖြည့်ရှင်းမှရမယ်အဖေမလက်နဲ့သူတို့ရပိုင်းမဲ့ခံမှာပါသူတို့ကိုတေချာမဖြည့်ရှင်းခင်သမီးမှာပိုရေးကြီးတဲ့အလုပ်တစ်ခုလုပ်เสียရှိသေးတယ်သမီးမှာအစီအစဉ်ရှိပါတယ်လို့တည်ငြိမ်စွာပြန်ဖြေလိုက်တယ်အဲ့ဒီနောက်ကုံမတ်တစိမ့်မှတ်ပုံတင်လျှောက်လာဆိုတဲ့စာရွက်ကိုအိတ်ထဲထည့်ပြီးတက်ဆိုင်ရာရုံးကိုတွားလိုက်တယ်တစ်ဖက်မှာတော့အလုပ်သမားတစ်ယောက်ကဆေးရုံပေါ်မှာဘိုက်ကိုဖိပြီးနာလိုက်တာလို့အော်နေတယ်ဆရာဝန်ကြီးကျမရောကြားပါဖြစ်တာလဲလို့ဇနီးဖြစ်သူကစိုးရိမ်နေကြီးမေးတယ်အစာစိတ်တင်တာပါဒီနေ့ညဘာတွေစားခဲ့လဲညနေအလုပ်စင်းတော့လမ်းထောင်းကနေရှုပ်ဝက်အရသာဝက်ဦးဆိုတာဝယ်လာတာလင်းမိသားစုရဲ့ရှုပ်ဝက်အရသာဝက်ဦးလို့ပြောတာပဲဒါကိုကြားတော့အလုပ်သမားတွေကဒေါသထွက်ပြီးတုတ်တွေဓာတ်တွေကင်ကာဆိုင်ကိုရောက်လာကြတယ်ဒီဆိုင်ကအသားပုတ်တွေရောင်းပြီးလူတွေကိုအစိတ်ခတ်နေတာလို့အော်ဟစ်ပြီးဆိုင်ထဲဝင်လာကြတယ်
အားလုံးပဲစိတ်အေးထားပါဘာပြဿနာလဲတေချာရှင်းပြပါလို့တားပေမဲ့သူတို့ကနားမထောင်ပဲရိုက်ခွဲပစ်မယ်လို့ရန်ကားကြတယ်အဲ့ဒီအချိန်မှာရှောင်းနန်းကဆိုင်ထဲကပန်းကန်လုံးကိုယူပြီးကျမ်းပြင်ပေါ်ခုတ်ခနဲရိုက်ခွဲလိုက်တယ်ဘသူကငါးဆိုင်ကအသားစားပြီးဘိုင်းနာတာလဲဝယ်ထားတဲ့ပြေစာထုတ်ပြဆန်းမျက်နှာချင်းဆိုင်ရှင်းမယ်လို့ပြက်ပြက်သားသားအော်ပြောလိုက်တယ်အလုသမားတယောက်ကစက်ကူပန်းကန်လုံးတစ်ခုကိုထုတ်ပြပြီးဒီမှာတက်တယ်ပဲအပြင်ကတွန်းလဲပေါ်ကနေဝယ်ခဲ့တာလင်းချိုးဝက်ရတာဆိုတဲ့ဆိုင်းဘုတ်လဲချိတ်ထားတယ်ရှောင်းနန်းကမြေကြီးပေါ်ကပန်းကန်ကွဲတစ်ခုကိုကောက်ယူလိုက်ပြီးပြန်ရှင်းပြတယ်ငါးဆိုင်ကပန်းကန်တွေအကုန်လုံးကခိုင်မျိုးကမြေအိုးစက်ရုံမှာတီးတက်အော်ဒါမှာထားတာပန်းကန်အောက်ခြေမှာလင်းဆိုတဲ့စာလုံးအနီအောင်နဲ့ပါတယ်ငါတခါသုံးစက်ကူပန်းကန်တွေဘယ်တော့မှမသုံးဘူးနင်တို့ဝယ်လာတာကလမ်းဘေးကအတူတွေပဲပြီးတော့စာအိတ်တအိတ်ကိုထုတ်ပြပြီးလွန်ခဲ့တဲ့တလကတည်းကငါးနာမီကိုကုံမတ်တစိတ်အဖြစ်မှတ်ပုံတင်ဖို့လျှောက်ထားခဲ့ပြီးလင်းဆိုတာဥပဒေအရအကာအကွယ်ရတဲ့အမှတ်တစိတ်ဖြစ်သွားပြီးမြို့ပေါ်မှာငါးနာမီသုံးပြီးရောင်းနေတဲ့တွန်းလဲတွေအားလုံးကတရားမဝင်ဘူးနင်တို့လူမားနေပြီသူထေးမလေးတောင်းပန်ပါတယ်ငါတို့မျက်စိကမ်းပြီးလူကောင်းကိုအထင်လွဲသွားတယ်ဒီပိုက်ဆံယူပြီးပျက်စီးသွားတဲ့ပန်းကန်နဲ့စားပွဲတွေအတွက်လျော်ပေးပါမယ်လို့လမ်းဖြန့်ပြီးတောင်းပန်ကြတယ်ပိုက်ဆံကိုပြန်ယူသွားပါနေမိမအတွက်အားစေးလေးသွားဝယ်တိုက်လိုက်ပါလို့ကျင်နာစွာပြောလိုက်တယ်ပြီးတော့အဖေဆိုင်းဘုတ်ကိုဖြုတ်လိုက်အစ်စ်ပြန်ချိန်မယ်လို့ပြောလိုက်တယ်ပြီးတာနဲ့လူအုပ်ကြီးရှေ့မှာဒီနေ့ကစပြီးငါတို့ဆိုင်ကိုလင်းချိုးဝက်ရတာလို့ပဲနာမည်ပြောင်းမယ်လို့တရားဝင်ကြေညာလိုက်တယ်ညဘက်ရောက်တော့တားဖက်နှစ်ယောက်ဆက်ယုံမှာဟင်းခတ်အမွေးကြိုင်တွေကိုကိုယ်တိုင်ကြိတ်ခွဲနေကြတယ်ရှောင်းနန်းဒီနေ့လန်းကမိုက်တဲ့အမွေးကြိုင်တွေကိုအထုပ်လေးတွေထုတ်ပြီးပေးလိုက်တော့သူတို့ဘလို့လုံးမမသိနိုင်တော့ဘူးအဓိကနည်းပညာကိုကိုယ့်လက်ထဲမှာပဲထားရမယ်အဖေဆိုင်ခွဲတိုင်းရဲ့မိဖို့ချောင်းကိုဒီအထုပ်တွေပဲပို့ပေးမယ်သူတို့ကရေးထည့်ပြီးချက်ယုံပဲကျန်တာသူတို့သိစရာမလိုဘူးအဲ့ဒီနောက်ဝက်သားရောင်းတဲ့ဌာနကတာဝန်ရှိသူကိုတွားတွေ့ပြီးကျမအသားရောင်းဖို့ခွင့်ပြုချက်လိုချင်လို့ပါတန်းစီပြီးစောင့်လေငါဘာမှမလုပ်ပေးနိုင်ဘူးလို့မချေမငန်ဖြစ်ရဲ့ဒါနဲ့ပိုက်ဆံထုတ်ကြီးကိုစားပွဲပေါ်တင်လိုက်ပြီးခင်ဗျားတို့စက်ယုံကနေတိုင်းထွက်တဲ့ဝက်ဦးနဲ့ဝက်သွေးအကုန်လုံးကိုကျမယူမယ်ဒါကစပုံငွေပြီးတော့10နှစ်စာတီးတန့်ဝယ်ယူခွင့်စာချုပ်ချုပ်မယ်နေတိုင်းကျမပြောတဲ့နေရာကိုလာဖို့ပေးတာဝန်ရှိသူကဝမ်းသာအားရနဲ့ဟာလင်းသူထေးမလေးဒါကငါတို့စက်ယုံအတွက်သတင်းကောင်းမဲ့ပြဿနာမရှိဘူးအခုချက်ချင်းစာချုပ်ချုပ်မယ်လို့ပြောပြီးလက်မှတ်ထိုးပေးလိုက်တယ်နောက်ပိုင်းမှာတော့အလုပ်သမားတွေထက်ခေါ်ပြီးလင်းရှိုးဝက်အရတာဆိုင်ခွဲတွေအများကြီးအောင်မြင်စွာဖွင့်လှစ်နိုင်ခဲ့တယ်ဒီလိုနဲ့ခရိုင်အဆင့်ထူးချွန်လူငယ်စိုးဦးတီထွင်သူစုပေးပွဲမှာရှောင်းနန်းကစုတက်ယူတဲ့အခါဖခင်ဖြစ်သူလင်းနာချန်ကဝမ်းသာမျက်ရည်တွေကျနေခဲ့တယ်ပွဲပြီးကားပေါ်တက်ဖို့ပြင်နေတုံးစားတောက်ဆိုင်ဟောင်းတာဝန်ခံလောင်လီကလက်ဆောင်တွေကင်ပြီးအပြေးလွှားရောက်လာတယ်လင်းသူထေအရင်တုန်းကကျွန်တော်မျက်စိကမ်းပြီးလူမိုက်လုံးမိပါတယ်လူကြီးမင်းကသဘောထားကြီးစွာနဲ့ခွင့်လွှတ်ပေးပါကျွန်တော်ကိုအသက်ဆက်ရှင်ခွင့်လေးပေးပါဗျာဟင်းအနှစ်လေးနည်းနည်းလောက်ခွဲရောင်းပေးပါမဟုတ်ရင်လည်းတွန်းလဲတစ်စီးလောက်ပေးပါကျွန်တော်ဆိုင်ကလူ10ခန်းလောက်ထမင်းငက်တော့မယ်လို့ငိုရိုတောင်းပန်ရှာတယ်သူ့ကိုကြည့်ရင်အတိတ်ကအဖြစ်ပြက်တစ်ခုကိုပြန်တရိရသွားတယ်အဲ့ဒီတုန်းကသူမကတုံဟိုင်စားတောက်ဆိုင်လမ်းမကြီးရဲ့လမ်းစုံမှာရှိတဲ့နေရာကတော့မစိုးဘူးလို့မှတ်ချက်ချခဲ့ဘူးတယ်ပြီးတော့လောင်လီကိုစာရက်တစ်ခုကမ်းပေးလိုက်တယ်9000ကျပ်ရှင်းရဲ့ဆိုင်နဲ့မြေနေရာကိုကျမအပြက်ဝယ်မယ်မနှက်ဖြန်စီမံခန့်ခွဲရေးရုံးကိုတွားပြီးနာမည်ပြောင်းမယ်9000လင်းသူထေးတာကအရန်နဲ့လုံးပါတယ်ကျွန်တော်ဆိုင်ရဲ့ပြင်ဆင်စရိတ်တင်လို့လောင်လီကမျက်လုံးပြူပြီးညီးသွားတယ်ရှင်းမှာဈေးစစ်ခွင့်မရှိဘူးမနှက်ဖြန်မနှက်9နာရီတီစာရက်စာတန်းတွေအကုန်ယူခဲ့ပြီးစီမံခန့်ခွဲရေးရုံးဘဝမှာကျမကိုစောင့်နေအချိန်နောက်ကျလို့မရဘူးလို့ပြက်ပြက်သားသားပြောပြီးထွက်လာခဲ့တယ်တစ်ဖက်မှာတော့ဝန်ဖူကွေးရဲ့စောက်လုပ်ရေးလုပ်ငန်းခွင်မှာတာဝန်ရှိသူတယောက်ကတန်ချောင်းကိုတိုင်းကြည့်ပြီးအမိန့်ပေးတယ်အချင်း6မီလီမီတာပဲရှိတယ်စံတက်မှတ်ချက်ပုံစံအရ12မီလီမီတာရှိရမှာတဝက်ကျော်တောင်ခိုးထားတာပဲချိတ်ပိတ်လိုက်လုပ်ငန်းခွင်တစ်ခုလုံးအလုပ်ရဲ့တာဝန်ရှိသူအကုန်လုံးစစ်ဆေးခံဖို့စောင့်နေကြဝန်ဖူကွေးရဲ့လုပ်ငန်းခွင်ချိတ်ပိတ်ခံရပြီးသူ့ရဲ့ကားလည်းအစွဲခံလိုက်ရတယ်အိမ်မှာတော့ဝန်ဖူကွေးနဲ့ဝန်ချမ်းယူတို့ရဲ့အမှုစီရင်ချက်ဆိုတဲ့စာရွက်ကိုဖတ်ပြီးဖခင်ဖြစ်သူမျက်ရည်ကျနေတယ်အကျွေးဟောင်းတွေအကုန်ရှင်းသွားပြီးအဖေကျမတို့အိမ်ပြောင်းဖို့ပြင်ရအောင်ဒီနေရာကနေထွက်ခွာမယ်တားဖက်နှစ်ယောက်အင်ကြီးတစ်လုံးရှေ့ကိုရောက်လာကြတယ်ဒါကငါတို့အိမ်တက်လာသမီးလို့အန်တစွာမေးရှာတယ်အကျွေးတပြားမှမပါပဲအပြက်ဝယ်ထားတာပါဖေမနေ့ဖြန်အိမ်ပြောင်းတဲ့ကုမ္ပဏီကိုခေါ်ပြီးဟိုဘက်အိမ်ကပစ္စည်းတွေအကုန်တည်လာခဲ့မယ်နောက်ဆိုရင်အဖေကခြံထဲမှာပန်းလေးတွေစိုက်လက်ဖက်ရည်လေးတောက်ပြီးအေးအေးဆေးဆေးနေုံပဲဘာမှလုပ်စရာမလိုတော့ဘူးမိဖို့ချောင်းထဲဝင်ပြီးစီပေနေတဲ့ဝက်ဦးတွေဆေးစရာမလိုတော့သလိုညဘက်အေးအေးပြက်ခံပြီးစင်းရွက်စရာလည်းမလိုတော့ဘူးလို့ပြောလိုက်တော့ဖခင်ဖြစ်သူခမညာဝမ်းသာမျက်ရည်ကျလာပါတော့တယ်အဲ့ဒီအချိန်မှာအရင်တုန်းကရက်ွက်ထဲကအတော်ကြီးတွေလောင်ပြောင်ခဲ့တာကိုရှောင်းနှံပြန်တတိယလိုက်တယ်ယူနေပြီတကယ်ယူနေပြီမင်းကလေးတံမဲ့ဝက်ဦးတွေသွားဆေးနေရဲ့ဟိုအနက်ဆိုးကြီးကိုကြည်စမ်းနောက်ဆိုဘသူကသူတို့အိမ်နာကဲရဲတော့မှလဲအဲ့ဒီနောက်သူမရင်တက်ခဲ့တဲ့ကျောင်းကအုပ်ကြီးစီကိုပိုက်ဆံအိတ်ကြီးယူသွားပေးလိုက်တယ်ကျောင်းအုပ်ကြီးဒီပိုက်ဆံနဲ့ကျောင်းကွင်းကိုကွန်ကရစ်ခင်းပေးပါစာတင်ကန်းပြတင်းပေါက်တွေအကုန်လုံးကိုမှန်တစ်လဲပေးပါပြီးတော့ကျောင်းသားတိုင်းအတွက်ကျောင်းသုံးစာအုပ်အစ်စ်နဲ့စားပွဲကူလားထိုင်အစ်စ်တွေဝယ်ပေးပါကျောင်းအုပ်ကြီးကမျက်မှန်ကိုပင့်ကြည့်ပြီးမင်းကလင်းနာချန်ရဲ့တမီးရှောင်းနံမလားကလေးရဲ့မင်းဒါပါလို့တာလဲကျောင်းကဒီပိုက်ဆံတွေကိုအလားကားမယူနိုင်ပါဘူးဒါကအလူပေးတာမဟုတ်ပါဘူးကျမအရင်တုန်းကဆင်းရဲလို့ကျောင်းမပြီးခဲ့ရတဲ့နောက်တာတွေကိုအပြက်ဝယ်လိုက်တာပါပြီးတော့အရင်တုန်းကကျမလိုဆင်းရဲရဲ့ကလေးတွေသူများလွယ်တကူအနိုင်ကျင့်မခံရအောင်သူတို့အတွက်လန့်စ်တစ်ခုဝယ်ပေးလိုက်တာပါလို့ပြုံးပြီးဖြေလိုက်တယ်ယထာဘူတာယုံမှာတော့လီချန်ကစားအိတ်လေးတစ်အိတ်ကမ်းပေးရင်နှုတ်ဆက်တယ်ငါပေချင်းကိုသွားတော့မယ်ငါကိုစောင့်နေပါလို့အယူလိုစကားမျိုးငါမပြောပါဘူးမင်းမလျှောက်ချစ်ခဲ့တဲ့ပညာရေးလမ်းကိုမင်းကိုစားငါဆုံးထိလျှောက်ပေးမယ်မင်းကစီးပွားရေးလောကမှာနေမြေတစ်တွေချက်ထွင်ငါကပညာရေးလောကမှာအသက်ဆုံးပြီးအမြင့်ဆုံးကိုတက်လန်းမယ်ရှောင်းတယ်ငါတို့အမြင့်ဆုံးနေရာမှာပြန်ဆောင်ကြမယ်နှစ်ယောက်သားပြုံးပြီးလက်ဆွဲနှုတ်ဆက်လိုက်ကြတယ်အချိန်တွေကြာလာတဲ့အခါမြို့တော်ကအထက်မြင့်ရုံးခန်းကြီးတစ်ခုထဲမှာရှောင်းနန်းကအစည်းအဝေးစားပွဲရဲ့ထိပ်ဆုံးမှာဥက္ကဋ္ဌဖြစ်ထိုင်နေတယ်နောက်လာတရက်နေ့မှာဆိုင်ခွဲ3ဆိုင်တပြိုင်တည်းဖွင့်မယ်လင်းစားတောက်ဆိုင်လုပ်ငန်းစုကမြို့တော်ဈေးကွက်ကိုတရားဝင်ရောက်ပြီးလို့ကြီးညာလိုက်တော့အားလုံးကလက်ခုပ်ကြပါတီးကြတယ်အဲ့ဒီနောက်စီးပွားရေးမန်နေဂျာကစာရွက်စာတမ်းတွေယူလာပြီးတင်ပြတယ်လင်းသူထေ
ကျွန်တော်တို့ရဲ့အဓိကစက်ရုံ3ခုကအကောင်းဆုံးဆိုင်ခန်းတွေကိုသူထေးအတွက်ချန်ထားပေးပြီးပါပြီသူထေးခေါင်းညှိလိုက်တာနဲ့မနှက်ဖြန်ချက်ချင်းပြင်ဆင်ရေးတွေစတင်လို့ရပါပြီရှောင်းနန်ကပြုံးပြီးလက်မှတ်ထိုးပေးလိုက်တယ်အဆုံးသတ်မှာတော့ရှောင်းနန်တယောက်မှန်ပြတင်းပေါက်ကနေမြို့တော်ရဲ့နေဝင်စေးစာအလှကိုငေးကြည့်ရင်ကော်ဖီတောက်နေပါတယ်သူမရဲ့မျက်ဝန်းတွေထဲမှာအောင်မြင်မှုနဲ့ယုံကြည်မှုတွေအပြည့်အဝတောက်ပနေရင်းနဲ့ပဲဒီဇလန်လေးကတော့ပြီးဆုံးသွားပါတော့တယ်